သူဇနီး Ruby တေဆုံးသွားတဲ့ကြေကွဲပွဲဖြစ်ရပြီး9နှစ်အကြာမှာ Ben Riley ဟာ The Spider ဖြစ်ကနေအနားယူခဲ့တယ်။အရင်ကတော့သူဟာ1930ပြည်လွန်နှစ်တွေကနယူးယောက်မြို့မှာလူတွေကိုလိုက်ကဲတင်ပေးနေတဲ့ဝတ်စုံပြည့်သူရဲကောင်းတစ်ယောက်ပေါ့။အခုတော့သူရဲကောင်းလုပ်ကိုစွန့်လွတ်ပြီးအစိုးမြင့်တက်တဲ့ပုဂ္ဂလိကစုံတောက်တစ်ယောက်အဖြစ်ရုန်းကန်ရပ်တည်နေပါတယ်။ရှိုးဝက်ဆန်းကျဲတဲ့ဖောက်တဲ့တစ်ယောက်က Jimmy Edison ဆိုတဲ့လူတစ်ယောက်ကိုရှာပေးဖို့ Ben ကိုငှားရမ်းခဲ့တယ်။နောက်ဆုံးမှာ Ben ဟာ Edison ကိုတွေ့သွားပြီးလမ်းတွေပေါ်မှာလိုက်ဖမ်းတဲ့အခါရုတ်တရက်ကားတစ်စီးဝင်တိုက်တာခံလိုက်ရပြီးသတိလစ်သွားခဲ့တယ်။သူပြန်သတိရလာပြီး Edison ကို Standard Oil ခြံဝင်းတဲ့အထိလိုက်ရှာတဲ့အခါမှာတော့သူ့ကိုတိုက်သွားတဲ့ရင်မောင်းဟာတကယ်တော့ Patrick Donegal ဆိုတဲ့ပုဂ္ဂလိကစုံတောက်တစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူတို့ Edison ကိုမဖမ်းနိုင်ခင်မှာပဲသူ့ရဲ့မတည်ငြိမ်တဲ့မီးစွမ်းအင်တွေကြောင့် Edison ဟာရုတ်တရက်မီးလောင်ပေါက်ကွဲသွားခဲ့တယ်။ Donegal လည်းလမ်းဖြန့်ပြီးတနက်နဲ့ပစ်လိုက်တဲ့အတွက်ပေါက်ကွဲမှုကြီးဖြစ်သွားပေမဲ့ Ben ကသူ့ကိုမီးထဲကနေအချိန်မီပင့်ကူမြင်နဲ့ဆွဲထုတ်နိုင်ခဲ့ပါတယ်။သူတို့တက်တာလာတဲ့အခါမှာတော့ Donegal ကဒီအလုပ်ဟာဘလောက်တောင်တန်တရားဖြစ်စရာကောင်းနေလဲဆိုတာကိုထောက်ပြခဲ့တယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးဟာ Edison ကိုရှာပေးဖို့အတွက်ပဲမတန်တဆများပြတဲ့ငွေကြေးတွေရထားကြလို့ပါပဲ။ Edison ကိုဘယ်သူကဘာကြောင့်ဒီလောက်တောင်အသေးအတန်လိုချင်နေပြီးဒီလောက်များပြတဲ့ငွေတွေကိုသုံးနေရတာလဲဆိုတာသိရဖို့သူတို့ပို့ပြီးစုံစမ်းဖို့လိုနေပြီဆိုတာကို Ben သဘောပေါက်သွားတယ်။လျှို့ဝှက်စမ်းကြဲတဲ့ဖောက်သည် Winston ဟာအခြေအနေကိုသိရဖို့ Ben ရဲ့ရုံးခန်းကိုပြန်ရောက်လာတဲ့အခါမှာတော့သူတို့ထပ်ပြီးစုံစမ်းဖို့အခွင့်အရေးရသွားခဲ့တယ်။ Ben က Edison ရဲ့တီနေရာကိုမပြောပြခင်ငွေပိုတောင်းပြီးအချိန်ဆွဲခဲ့တယ်။တကယ်တော့ Edison ဟာရင်ခွဲရုံမှာတေဆုံးနေပြီဆိုတဲ့အချက်ကိုတမင်သက်သက်ဖုံးကွယ်ထားခဲ့တာပါ။ Winston ထွက်သွားတဲ့အခါ Ben ကသူ့နောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပြီး Winston ဟာ New York တခွင်မှာတောင်းကျမ်းနေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ Ireland Gangster ခေါင်းဆောင် Silverman စီမှာအလုပ်လုပ်နေတာကိုသိလိုက်ရလို့အံ့ဩတုန်လှုပ်သွားခဲ့တယ်။တယောက်က Silverman ရဲ့စံအိမ်ကိုမီးရှို့ပြီးလုပ်ကြံဖို့ Edison ကိုငှားရမ်းခဲ့တာဖြစ်ပေမဲ့ Silverman ကအသက်ရှင်သွားတဲ့အတွက် Edison ကိုလိုက်ရှာနေတာဖြစ်တယ်။ Ben ဟာသူ့ရဲ့ပုံမှန်အလုပ်တွေကိုလည်းလုပ်ရပါသေးတယ်။ Mr. Comedy ဆိုတဲ့လူတစ်ယောက်ကသူ့မိန်းမဟာဟိုတယ်တစ်ခုမှာတယောက်ယောက်နဲ့တွေ့ဖို့စီစဉ်နေတာကိုကြားလိုက်ရတဲ့အတွက်ဖောက်ပြန်နေတယ်လို့တန်တရားဝင်နေလို့ Ben ကိုအလုပ်အပ်ခဲ့တယ်။သူက Ben ကိုအဲ့ဒီနေရာမှာစောင့်ကြည့်ပြီးတက်တည်ဖြစ်စီမဲ့ဓာတ်ပုံတွေရိုက်ပေးစီခြင်းခဲ့တာပါ။ Ben လည်းဟိုတယ်ကိုသွားပြီးအဲ့ဒီအမျိုးသမီးဘယ်အထက်ကိုသွားမလဲဆိုတာသိရဖို့အချိန်ဆွဲစောင့်ကြည့်နေခဲ့တယ်။ပြီးတော့ပုံကောင်းကောင်းရဖို့အတွက်မီးဘေးလွတ်ပေါက်ကနေအပေါ်ဆုံးထက်ခေါင်မိုးပေါ်အထိတွေ့တက်သွားခဲ့တယ်။ Ben ကပဒင်းပေါက်ကနေဓာတ်ပုံတွေရိုက်နေတော့မှပဲအဲ့ဒီအမျိုးသမီးနဲ့တွေ့နေတဲ့အမျိုးသားကသူမကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံလာတယ်။ဒါကြောင့် Ben ဟာပင့်ကူမြင်ကိုတုံးပြီးအဲ့ဒီလူရဲ့လက်ကိုချုပ်ထားလိုက်တာကြောင့်အမျိုးသမီးလည်းအခန်းထဲကနေထွက်ပြေးနိုင်သွားခဲ့တယ်။ရုံးခန်းကိုပြန်ရောက်ပြီးဓာတ်ပုံတွေကိုဆေးနေတော့မှတော့ Ben ရဲ့ညံကောင်းတဲ့အတွင်းရေးမှူးမလေး Janet ကဓာတ်ပုံထဲကအကြမ်းဖက်တဲ့လူဟာ New York မြို့တော်ဝင် Morris ဖြစ်နေတာကိုမှတ်မိသွားတယ်။ Ben ကနိုင်ငံရေးပြဿနာတွေထဲမပါချင်တဲ့အတွက်သူ့ဖောက်တဲ့ကိုသူ့မိန်းမကတယောက်တည်းပါတစ္ဆာရှိပါတယ်လို့လိန်ပြောပြီးကိုကာကွယ်ခဲ့တယ်။ဒါပေမဲ့ Ben ဟာပတ်စံပြတ်နေပြီး Janet ကိုလစာမပေးနိုင်တာကြောင့်သူမကအခြားအစီအစဉ်တစ်ခုကိုစဉ်းစားလာခဲ့တယ်။ Ben က Morris ကိုရှောင်ချင်ရင်တောင်သူတို့ဟာအဲ့ဒီဓာတ်ပုံတွေကိုသုံးပြီးအမျိုးသမီးစီကနေသူတို့အသေးအတန်လိုအပ်နေတဲ့ငွေတွေကိုတောင်းဖို့တွဲဝိုက်ပြီးချိန်ချောက်နိုင်တယ်။ Ben ဟာသူ့ရဲ့ရင်းနှီးတဲ့တငယ်ချင်း Robbie Robertson စီကိုသွားခဲ့တယ်။ Robbie ဟာ Ben ကို The Spider မျက်နှာဖုံးပြန်တက်ဖို့နှစ်ပေါက်အောင်စူးစမ်းဖြောင်းဖြနေတဲ့စူးစမ်းပန်းစားအလုပ်လုပ်တဲ့သတင်းတောက်တစ်ယောက်ပါ။ New York ရဲ့မှုခင်းနှုန်းတွေအစမတန်မြင့်တက်လာပြီးမြို့ကြီးဟာ The Spider ပြန်လာဖို့အသေးအတန်လိုအပ်နေပြီလို့တောင် Robbie ကဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ဒါပေမဲ့ Ben ကတော့လုံးဝစိတ်ဝင်စားပါဘူး။ Ben ကအဲ့ဒီအမျိုးသမီးရဲ့ဓာတ်ပုံကိုပြလိုက်တဲ့အခါမှာတော့သူမဟာ The Alcove ဆိုတဲ့နာမည်ကြီး night club တစ်ခုကဆွဲဆောင်မှုရှိတဲ့အဆိုတော် Cat ဆိုတာကို Robbie မှတ်မိသွားတယ်။ Ben ဟာ The Alcove ကိုသွားပြီးသူ့စီမှာလျှို့ဝှက်ဓာတ်ပုံတွေရှိနေကြောင်းနဲ့ဒါတွေကိုနှုတ်ပိတ်ထားစေခြင်းပိုက်ဆံပေးဖို့လိုတယ်ဆိုတာကို Cat သိအောင်တွဲဝိုက်ပြီးတောင်းကျပ်လိုက်တယ်။ Cat ကအနိုင်ကျင့်ခံဖို့ညှင်းဆန်လိုက်ပြီးချင်းချောက်တက်တဲ့ကိုရံတော်တယောက်ကိုသူ့စီလွတ်လိုက်တယ်။အဲ့ဒီလူမိုက်က Ben ကိုတာမန်အားနဲ့တဲ့အဖိုးကြီးတယောက်လိုထင်ပြီးခေါင်းမိုးပေါ်မှာကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ခဲ့တယ်။ Ben ကသူ့ရဲ့ပင့်ကူစွမ်းအားနဲ့ပြန်လဲခုခံလိုက်တဲ့အခါမှာတော့အဲ့ဒီကိုရံတော်ဟာသူ့ကိုယ်သူတောင်ထိန်းချုပ်ဖို့ရုန်းကန်နေရတဲ့ထူးဆန်းတဲ့သဲပြောင်းလဲနိုင်စွမ်းတွေရှိနေတာကိုတွေ့လိုက်ရတယ်။သူကတော့ Sandman လို့ပိုသိကြတဲ့ Flint Marko ပါပဲ။ Flint က Ben ကိုခေါင်းမိုးပေါ်ကနေလွှင့်ပစ်နိုင်ခဲ့ပေမဲ့ Ben ကသူ့ရဲ့ပင့်ကူမြင်ကိုသုံးပြီးအပေါ်ကိုပြန်တွေ့တက်လာခဲ့တယ်။ Ben က Flint ကိုအဆုံးသတ်လိုက်တော့မယ့်အချိန်မှာပဲ Cat ရောက်လာပြီးသူတို့ကိုလွှတ်ပေးဖို့ Ben ကိုတောင်းပန်ခဲ့တယ်။ဒီပြဿနာတွေထဲကနေထွက်ချင်သွားတဲ့အတွက် Ben ကလျှို့ဝှက်ဓာတ်ပုံတွေကိုပေးလိုက်ပြီးသူတို့နဲ့အဆက်အသွယ်ဖြတ်ကာလက်ပလာနဲ့ပဲထွက်လာခဲ့တယ်။သူရုံခန်းကိုပြန်ရောက်တဲ့အခါသူတို့ရဲ့အခွင့်အရေးကိုအလကားပေးလိုက်ရတဲ့အတွက် Janet ကအရန်ဒေါသထွက်သွားတယ်။သူမမှလည်းဘဝနဲ့သူရှိပြီးပေးစရာဘေးလိုရှိတယ်လို့အကြောင်းပြပြီးသူမကအဲ့ဒီနေရာမှာလှုပ်ထွက်လိုက်တယ်။ဒါပေမဲ့သူမတကားပေါက်ကနေထွက်သွားချိန်မှာပဲ Cat ဝင်လာခဲ့တယ်။သူမက Ben ကိုပုဂ္ဂလိကစုံတောက်တစ်ယောက်အနေနဲ့ငှားရမ်းချင်နေတာပါ။သူမက Flint ဟာရုတ်တရက်ပျောက်ဆုံးသွားကြောင်းနဲ့သူ့ကိုရှာဖို့အတွက် Ben ရဲ့ထူးခြားတဲ့စွမ်းရည်တွေကိုအသေးအတန်လိုအပ်နေကြောင်းပြောပြခဲ့တယ်။ Ben က Cat နဲ့ကိစ္စတွေကိုရှင်းဖို့အလုပ်ရှုပ်နေချိန်မှာ
Silverman ရဲ့လူတွေက Donegal ကိုပြန်ပေးဆွဲပြီးသတင်းချက်လက်ရဖို့နှိပ်စက်ခဲ့ကြတယ်ပြီးတော့ Edison တည်သွားပြီဆိုတာကိုသိသွားတဲ့အခါသူ့ကိုတတ်ပစ်လိုက်တယ် Flint ဟာအချိန်တော်ကြာသူမရဲ့ကိုယ်ပိုင်ကိုယ်ရံတော်ဖြစ်ခဲ့ကြောင်း Cat ကဖွင့်ဟခဲ့တယ်ဒါပေမဲ့လွန်ခဲ့တဲ့9လကစပြီးသူ့မှာတဲဖြစ်ပြောင်းလဲသွားစေတဲ့မတည်ငြိမ်တဲ့စွမ်းအင်တွေစတင်ဖြစ်ပေါ်လာခဲ့တယ်သူဟာအဲ့ဒီပြောင်းလဲမှုတွေကိုအနိုင်နိုင်ထိန်းချုပ်နေရပြီးအဲ့ဒီအချိန်တွေအတွင်းမှာပဲသူနဲ့ Cat တို့ဟာချစ်ကြိုက်သွားခဲ့ကြတယ်မပြောင်းလဲခင်က Flint ဟာအကောင်းဆုံးမြေအောက်လူမိုက်တွေတဲကတယောက်ဖြစ်ခဲ့တာကြောင့်သူတို့ရဲ့အခြေအရေးဟာအန်ဒီရဲ့များနေပါတယ်ဒါအပြင် Cat ဟာသူ့ရဲ့ဖောက်ပြန်နေတဲ့မိမပါလို့အစပိုင်းကပြောခဲ့တဲ့ချမ်းသာတဲ့ဖောက်တဲ့ဟာလိန်ညာနေခဲ့တာပါ Cat ဟာသူ့လူမဟုတ်တယ်လို့ Silverman ရဲ့အန်ဒီရဲ့များတဲ့အတိုင်းဝိုင်းထဲမှာအခိုင်အမာပါဝင်နေသူပါBen ဟာမုံတိုင်းစင်တော့မယ်ဆိုတာကိုသဘောပေါက်သွားပြီးသူ့တငယ်ချင်းသတင်းတောက် Robbie ကို Jimmy Edison အမှုနဲ့ပတ်သက်ပြီးစက်မစုံစမ်းဖို့ပြက်ပြက်သားသားသတိပေးလိုက်တယ်။ဒါပေမဲ့ Robbie ကသူ့ဘဝအတွက်အရေးကြီးတဲ့သတင်းတစ်ပုဒ်ကိုအသေးအတန်လိုချင်နေတာကြောင့်သတိပေးချက်ကိုလစ်လျူရှုပြီးဆက်လုပ်ခဲ့ပါတယ်။သူ့ရဲ့စုံစမ်းမှုက Edison ရဲ့မုတ်ဆိုးမစီကိုတိုက်ရိုက်ဥတီသွားခဲ့ပြီးအဲဒီမှာ Flint ကိုပုံအောင်ခွင့်ပေးထားတဲ့စွမ်းအားတွေရှိပုံရတဲ့လူမဲအမျိုးသားတစ်ယောက်နဲ့တွေ့ခဲ့တယ်။စိတ်ဝင်စားစရာကောင်းတာက Edison ရဲ့မုတ်ဆိုးမဟာသူ့ယောက်ျားတေဆုံးသွားတာကိုနည်းနည်းလေးမှဂရုမစိုက်တာပါပဲ။သူမဟာလောက်ကျန်မှုကနေ Edison ရခဲ့တဲ့သွေးစွန်းငွေတွေကိုသုံးပြီးဇိမ်ခံပစ္စည်းတွေဝယ်တာဇိမ်ခံဟိုတယ်တွေမှာနေတာတွေလုပ်နေခဲ့တယ်။ Robbie ဟာဟိုတယ်မှာသူမကိုတွေ့သွားပြီး Silverman ကိုလောက်ကျန်ဖို့ Edison ကိုဘယ်သူငှားခဲ့လဲဆိုတာမပြောပြရင်အဲ့ဒီငွေတွေကိုသူမဘယ်လိုသုံးနေလဲဆိုတာ Silverman ဂိုင်းကိုအတိအကျပြောပြလိုက်မယ်လို့ချိန်ချောက်ခဲ့တယ်။ဒါပေမဲ့သူမကညှင်းဆန်ခဲ့တယ်။ Donegal အသက်ခံရပြီးနောက်မှာတော့ Silverman ရဲ့လူတွေဟာ Ben ကိုတိုက်ရိုက်ပြစ်မှတ်ထားလာကြတယ်။ဂိုင်းကောင်းဆောင်ကမျက်နှာချင်းဆိုင်တွေ့ဖို့တောင်းဆိုလာတာကြောင့် Ben ဟာပုံအောင်နေရပြီး New York တခွင်မှာဂိုင်းကိုတက်ကြွစွာရှောင်တိန်နေရတယ်။နောက်ဆုံးမှာတော့လူမိုက်တွေဟာ Ben ကိုသူ့တိုက်ခန်းမှာရှာတွေ့သွားကြတယ်။ Ben ဟာသူ့စွမ်းအားတွေကိုပြသမိမလို့ဖြစ်သွားပေမဲ့သူကတိုင်ချိကစားနေတဲ့အန်ဒီရမရှိတဲ့အဖိုးကြီးတယောက်လိုဟာသားမြောက်အောင်ဟန်ဆောင်လိုက်တယ်။သူကသူတို့နောက်ကိုလိုလိုလားလားလိုက်သွားခဲ့ပေမဲ့လမ်းမှာကားပေါ်ကနေခုန်ဆင်းပြီးပျောက်ကွယ်သွားခဲ့တယ်။အဲ့ဒီဆုံးတော့ဟာဖမ်းဖို့အရန်ခက်တယ်ဆိုတာကိုသိသွားတဲ့အခါဂိုင်းဟာသူ့ရဲ့အတွင်ရမှု Janet ကိုပြစ်မှတ်ထားလာကြတယ်။ Ben မကြခင်ပေါ်မလာဘူးဆိုရင်သူ့အစားသူမစီကနေသွေးကြွေးလာတောင်းမယ်လို့သူတို့ကသူမကိုချိန်ချောက်ခဲ့ကြတယ်။သူမအသက်အတွက်ကြောက်လန့်သွားတဲ့ Janet ဟာ Ben ကိုအရန်ဂရုစိုက်ပေမဲ့သူ့ရဲ့မစင်မချင်လုပ်ရက်တွေအတွက်သူမအသေးခံမှာမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားတယ်။သူမဟာအထုပ်ပိုးတွေပြင်ပြီး New York ကနေထွက်ပြေးကသူမရဲ့ဇာတိမြို့မှာသွားပုန်းနေခဲ့တယ်။သူဂရုစိုက်ရတဲ့သူတွေကိုကာကွယ်ဖို့ Silverman ကိုအကြောက်တရားသွင်းပေးဖို့လိုပြီလို့သဘောပေါက်သွားတဲ့ Ben ဟာ The Spider ကိုပြန်ခေါ်လာဖို့အချိန်တန်ပြီလို့ဆုံးဖြတ်လိုက်တယ်။သူဟာလက်ရှိမှာတော့ဘာမှမသိတဲ့အင်္ဂါတွေနေထိုင်နေတဲ့အဆောက်အုံတစ်ခုမှာရှိနေတဲ့သူ့ရဲ့ကောင်ဝစ်စုံဟောင်းကိုတွားရှာခဲ့တယ်။ပိုက်ပြင်သမားတစ်ယောက်လိုဝစ်ဆင်ပြီး Ben ဟာသူတို့တိုက်ခန်းထဲကိုလှည့်စားဝင်ရောက်ခဲ့တယ်။သူတို့ရဲ့ရေချိုးခန်းနေရန်ကိုဖျက်ပြီးဖွက်ထားတဲ့သူ့ဝစ်စုံကိုအောင်မြင်စွာပြန်ယူနိုင်ခဲ့တယ်။သူ့ရဲ့ဂန်ဒဝင်ကုတ်အင်ဂျီနဲ့တိုးမွေးမျက်နှာဖုံးကိုဝစ်ဆင်ပြီး The Spider ဟာတရားမဝင်ကုန်ပစ္စည်းပို့ဆောင်မှုကိုကြီးကြပ်ဖို့ထွက်လာတဲ့ Silverman ရဲ့ရင်နှန်းကိုခြုံခိုတိုက်ခိုက်ခဲ့တယ်။ The Spider ဟာလူမိုက်တအုပ်လုံးကိုတယောက်တည်းအပြတ်ရှင်းပစ်လိုက်တယ်။ပြီးတော့ The Spider ကသူ့ကိုကျေးဇူးဆက်စရာရှိလို့ Ben Reilly အနားကိုမကပ်ဖို့ Silverman ကိုသတိပေးခဲ့တယ်။ပြီးတော့ဂိုင်းကအဲ့ဒီဆုံတော့ကိုထပ်ပြီးအန်ရပြုဖို့ကြိုးစားရင် The Spider ကိုယ်တိုင်ပြန်လာပြီး Silverman ကိုတပ်ပစ်မယ်လို့ပြောခဲ့တယ်။အနိုင်ရခဲ့ပေမဲ့ပင်မနွမ်းနယ်နေတဲ့ Ben ဟာရုံးခန်းကိုပြန်လာပြီးဝမ်းနည်းမှုတွေကိုမေ့ပစ်ဖို့အရက်တောက်နေတော့ Robbie စီကဖုန်းဝင်လာခဲ့တယ်။ Robbie ကအဲ့ဒီကုန်ပစ္စည်းပို့ဆောင်မှုဟာတကယ်တော့ Silverman ကိုဖမ်းဖို့ရဲတွေရဲ့စစ်စင်ရေးတစ်ခုဖြစ်တယ်လို့ပြောပြခဲ့တယ်။ The Spider ရဲ့ရုတ်တရက်တိုက်ခိုက်မှုကြောင့် Silverman ရောက်မလာခဲ့တဲ့အတွက် NYPD ရဲ့သူ့ကိုဖမ်းဖို့အကောင်းဆုံးအခွင့်အရေးကို Ben ကမတော်တဆဖျက်ဆီးပစ်လိုက်တာပါ။ The Spider ရဲ့မထင်မှတ်ထားတဲ့ဝင်ရောက်ဆွတ်ဖက်မှုကြောင့် Ben ဟာတာမန်စုံတော့ OG တယောက်ထက်ပိုတယ်ဆိုတာကို Silverman သဘောပေါက်သွားတယ်။လက်စားချိမဲ့စား Silverman ဟာ Ben ကိုသူ့စီမှာအလုပ်လုပ်ဖို့ကိုယ်တိုင်လာရောက်စီယုံခဲ့တယ်။ Silverman ဟာသူ့အဖွဲ့အစည်းထဲမှာတစ္ဆာဖောက်ရှိနေတယ်ဆိုတာကိုသိနေတယ်။သူ့ဆိုင်အိမ်ကိုမီးရှို့ဖို့ Edison ကိုပတ်စံပေးခဲ့တဲ့သူနဲ့ကုန်ပစ္စည်းပို့ဆောင်မှုကိုရဲတွေစီသတင်းပေးခဲ့တဲ့သူဟာအတွင်းလူပဲဖြစ်ရမယ်။ Silverman ဟာ Flint ကိုအပြင်းထန်တန်တရားရှိနေပေမဲ့ Flint ဟာကုန်ပစ္စည်းပို့ဆောင်မှုရဲ့အသေးစိတ်ကိုတကယ်မသိတဲ့အတွက်သူတန်တရားဝင်နေတော့မှာပဲ။ Ben ဟာငွေလိုနေပြီးတခြားရွေးချယ်စရာတိတ်မရှိတဲ့အတွက်လက်ခံလိုက်တယ်။သူရဲ့အတူအယောင်နာမည်နဲ့ရဲတစိမ့်တစ်ခုကိုသုံးပြီးပျက်စီးသွားတဲ့စစ်စင်ရေးမှာဒဏ်ရာရသွားတဲ့ရဲရရှိတွေကိုမေးမြန်းဖို့ Ben ဟာဆေးရုံထဲကိုဝင်ရောက်ခဲ့တယ်။စကားကောင်းကောင်းပြောပြီးတဲ့နောက်မှာတော့ Silverman ရဲ့တီနီယာနဲ့ပတ်သက်တဲ့အမည်မသိသတင်းပေးချက်ဟာ Morris ရဲ့ရုံးခန်းကနေဓာတ်ရိုက်လာတာဖြစ်ကြောင်းရဲတွေကဖွင့်ဟခဲ့ကြတယ်။ဒီအချက်လက်ကိုရပြီးနောက် Ben ဟာ Cat ကိုစောင့်ကြည့်ဖို့သူ့ကိုအစပိုင်းကငှားရမ်းခဲ့တဲ့ဖောက်သည်တူကိုတွားရှာခဲ့တယ်။ဖိအားပေးခံရတဲ့အခါမှာတော့အဲ့ဒီလူက Cat ဟာ Morris စီကိုလှည့်ဝက်သွားရောက်နေကြောင်းကြားသိရပြီးအဲ့ဒီနိုင်ငံရေးသမားစီကနေငွေညှစ်ဖို့ဓာတ်ပုံထောက်ထားလိုချင်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့တယ်။ Ben နဲ့အကြောင်းအရာတွေကိုဆက်ကြည့်ပြီး Cat ဟာတစ္ဆာဖောက်ဆိုတာကိုသဘောပေါက်သွားတယ်။ငွေကြောင့် Silverman ကိုတစ္ဆာဖောက်တာမဟုတ်ဘဲအချစ်ကြောင့်လုပ်ခဲ့တာပါ။သူမနဲ့ Flint ဟာအရန်ချစ်ကြပြီးရဲတွေက Flint ရဲ့ပုံအောင်ရာနေရာကိုစီးနှင်းပြီးနောက်သူဟာသူမစီကိုဓာတ်ရိုက်ပြေးလာခဲ့တယ်
Ben နဲ့တင်မာတဲ့စကားပြောဆိုမှုအပြီးမှာတော့ Silverman ဟာသူမရဲ့လှည့်စားမှုကိုတိသွားဖို့ဆိုတာအချိန်ပိုင်းပဲလိုတော့တယ်ဆိုတာကို Cat သဘောပေါက်သွားတယ်။သူမက Flint ကိုအထုပ်အပိုးတွေပြင်ပြီးသူမနဲ့အတူ New York ကနေထွက်ပြေးဖို့တောင်းပန်ခဲ့တယ်။သူတို့ထွက်ပြေးဖို့စီစဉ်နေတော့မှပဲ Flint ရဲ့တဲပြောင်းလဲနိုင်စွမ်းတွေဟာထိမ့်မနိုင်သိမ်းမရဖြစ်လာခဲ့တယ်။သူ့အခြေအနေကြောင့်တာမန်ဘဝတစ်ခုဖျက်ဆီးဖို့မဖြစ်နိုင်တော့ဘူးဆိုတာသဘောပေါက်သွားတဲ့အတွက် Flint ဟာအတူတူ agent နဲ့အနာဂတ်တစ်ခုဆိုတာဖြစ်လာနိုင်စရာမရှိတဲ့စိတ်ကူးရင်သက်သက်သာဖြစ်ကြောင်း Cat ကိုပြောပြီးညအမောင်နဲ့ပျောက်ကွယ်သွားခဲ့တယ်။ Cat ဟာတစ္ဆာဖောက်ဆိုတာကိုသိသွားပေမဲ့ Ben ရဲ့လက်ပြာကသူမကို Silverman စီအပ်ဖို့ခွင့်မပြုခဲ့ပါဘူး။ဂိုင်းကောင်းဆောင်ဟာသူမကိုမဆိုင်မတွတက်ပစ်မယ်ဆိုတာကိုသိနေတယ်လို့ Ruby ကိုဆုံးရှုံးခဲ့ရတဲ့ခြေကွဲမှုတွေကိုလည်းခံစားနေရဆဲဖြစ်တဲ့ Ben ဟာ Cat ကိုကယ်တင်ဖို့အတွက်ပြောင်းမြောက်တဲ့တံပြန်အစီအစဉ်တစ်ခုကိုစတင်ခဲ့တယ်။သူဟာလောဘကြီးတဲ့ Edison ရဲ့မုတ်ဆိုးမစီကိုတွားပြီးတော့ Silverman ကသူမကိုရှာတွေ့ပြီးပိုကြီးမားတဲ့ပူးပေါင်းကြံစီမှုကိုဖော်ထုတ်မဲ့ဝန်ခံချက်တစ်ခုကိုအတင်းအကျပ်မတောင်းဆိုခင်မြို့ကနေထွက်ပြေးဖို့အမိန့်ပေးခဲ့တယ်။အဲ့ဒီမုတ်ဆိုးမက Ben စီကနေငွေသားဒေါ်လာ1000မရမချင်းထွက်သွားဖို့ခေါင်းမာမာနဲ့ညှင်းဆန်ခဲ့တယ်။စီးပွားရေးပြက်ကတ်ကာလမှာအဲ့ဒီလောက်များပြားတဲ့ငွေကိုရဖို့အတွက် Ben ဟာညတကောင်မှာ Silverman ရဲ့ကိုယ်ပိုင်မိကန်တစ်တာကိုဖောက်ဖို့သူ့စံအိမ်ထဲကိုခိုးဝင်ခဲ့တယ်။ရုတ်တရက်လေပြင်းတိုက်ပြီးပတင်းပေါက်ပွင့်သွားက Silverman အိယာကနေနိုးလာတဲ့အတွက်အဲ့ဒီခိုးယူမှုဟာလွဲချော်လူနီးပါဖြစ်သွားခဲ့တယ်။ကျူးကျော်သူတယောက်ကတင်အောက်မှာပုံနေမယ်လို့ယူဆပြီး Silverman ကကြမ်းမြင်ကိုစစ်ဆေးခဲ့ပေမဲ့ Ben ဟာသူ့ရဲ့ပင့်ကူစွမ်းရည်တွေကိုသုံးပြီးကတင်ကောင်းရဲ့အပေါ်ဘက်မှာအတမထွက်ပဲကတ်နေတာကိုတော့သူလုံးဝသတိမထားမိခဲ့ဘူး။ Ben ဟာငွေတွေနဲ့တူလူမသိသူမသိထွက်လာနိုင်ခဲ့ပြီးအဲ့ဒီငွေတွေကိုမုတ်ဆိုးမစီပေးလိုက်တယ်။ Cat ကိုစောင့်ကြည့်ဖို့အတွက် Ben ဟာခပ်ပိုက်နှိုက်ပြီးအသက်မွေးနေတဲ့ညံကောင်းတဲ့လမ်းဘေးကလေးတယောက်ကိုသူမရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ဖို့ပတ်စံပေးထားခဲ့တယ်။အဲ့ဒီကလေးက Cat ဟာမြို့ကနေထွက်ပြေးဖို့ဘူတာယုံကိုအခုလေးတင်ပြေးသွားကြောင်းသူ့ကိုအကြောင်းကြားခဲ့တယ်။ Ben ဟာသူမနောက်ကိုလိုက်သွားခဲ့ပေမဲ့သူတို့ဟာဘူတာယုံမှာပိတ်မိသွားခဲ့တယ်။ Silverman ရဲ့ဂိုင်းဟာ Ben ကိုမျက်စိတောက်ထောက်စောင့်ကြည့်နေခဲ့တာဖြစ်ပြီး Winston ကကြွက်နှကောင်ကိုလက်ပူးလက်ချက်ဖမ်းမိပြီလို့ဂုဏ်ယူစွာနဲ့ Ben ရော Cat ကိုပါ Silverman စီကိုဆွဲခေါ်သွားခဲ့တယ်။သူမအသက်အတွက်ကြောက်လန့်သွားတဲ့ Edison ရဲ့မုတ်ဆိုးမဟာချက်ချင်းပဲအယော့ပေးလိုက်ပြီး Cat ဟာတကယ်တစ္ဆာဖောက်ဖြစ်ကြောင်းနဲ့ Ben ကသူမကိုပျောက်သွားဖို့ဒေါ်လာ1000ပေးခဲ့တယ်လို့ပြောခဲ့တယ်။ဒါပေမဲ့သူမကသူမရဲ့စကားကိုတက်တည်ပြဖို့ခိုးလာတဲ့ငွေတွေကိုထုတ်ပြလိုက်တဲ့အချိန်မှာတော့ Ben ရဲ့အစီအစဉ်ကပေါ်လွင်သွားခဲ့တယ်။အစပိုင်းကစုံစမ်းဖို့အတွက် Silverman က Ben ကိုပတ်စံပေးတော့ကဂိုင်းကောင်းဆောင်ဟာသူ့အဖွဲ့အစည်းရဲ့ဘဲအုပ်စုအတွက်ခွဲဝေပေးတာလဲဆိုတာအပေါ်မူတည်ပြီးငွေဆက်ကူတွေမှာအမှတ်အသားအမျိုးမျိုးလှုပ်ထားတာကို Ben ရဲ့မျက်စိလျင်မှုကသတိထားမိခဲ့တယ်။သူတနေကုန်စောင့်ကြည့်ခံနေရတယ်ဆိုတာကိုသိတဲ့အတွက် Ben ဟာမိုဆိုးမစီသွားခဲ့တယ်။သူမအဖမ်းခံရမယ်ဆိုတာနဲ့သူမမှာတစ္ဆာစောင့်တိမှုနည်းနည်းလေးမှမရှိဘူးဆိုတာကိုသူသိနေလို့ပါ။သူဟာ Silverman က Winston အတွက်တီးသက်မှတ်သားထားတဲ့မိကန်တစ်တာတွေကငွေအထုပ်ကိုတမင်တက်တက်သူမကိုပေးခဲ့တာပါ။သွေးစွန်ငွေတွေပေါ်က Winston ရဲ့ထူးခြားတဲ့အမှတ်အသားတွေကိုမြင်လိုက်ရတဲ့အခါ Silverman ဟာသူ့လူဟာအစကတည်းကတစ္ဆာဖောက်ပဲလို့ချက်ချင်းကောက်ချက်ချလိုက်တယ်။မိုဆိုးမလည်းကိုကယ်တင်ဖို့အတွက် Winston ကသူမကိုလိန်ပြောဖို့အတင်းကျပ်ခိုင်းခဲ့တာပါလို့ဇလန်းကိုချက်ချင်းပြောင်းပြောလိုက်တယ်။အဲ့ဒီတနာစရာလူဟာသူ့ကိုယ်သူတောင်မကကွယ်နိုင်ခင်မှာပဲ Silverman ကသူ့ကိုအဲ့ဒီနေရာမှာတင်တနက်နဲ့ပြစ်တက်လိုက်တယ်။ပြီးတော့သူက Winston ရဲ့တငယ်ချင်းဘက်လှည့်ပြီးလက်စားချေမှုတွေကိုရှောင်ရှားဖို့သူ့ကိုပါတပ်ပစ်လိုက်တယ်။ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့နှလောင်းပြိုင်တပ်ဖြတ်မှုကိုတွေ့မြင်ခဲ့ရပေမဲ့လည်းCat ဟာ Alcove ရဲ့စင်မြင့်ပေါ်ကိုတန်းသွားပြီးကလပ်ရဲ့ချမ်းသာတဲ့ဖောက်တယ်တွေအတွက်တချင်းဆိုပေးဖို့ရရက်ဆက်ဆက်အတင်းအကျပ်ခိုင်းစီခံခဲ့ရတယ်။ Silverman ဟာသူ့ရဲ့စုံတော်အလုပ်ကိုသဘောကျသွားပြီးသူ့ရဲ့တရားဝင်လစာစီးရင်မှာလစာကောင်းတဲ့အမြဲတမ်းနေရာတစ်ခုကိုကမ်းလှမ်းခဲ့တယ်။ Ben က Silverman ရဲ့ဝန်ထမ်းတွေအတွက်အလုပ်ထွက်ခွင့်အစီအစဉ်ကဘယ်လိုပုံစံလဲဆိုတာသူအခုလေးတင်မြင်ခဲ့ရတယ်လို့ခက်ချောက်ချောက်ပြောပြီးပြက်ပြက်တသားညင်းဆိုလိုက်တယ်။ဒါတောင်မှသူတို့နှစ်ယောက်ဟာအတူတူအရက်တောက်ဖြစ်ခဲ့ကြပြီး Ben လည်းမူးယူပြီးအိမ်ကိုရိုင်တိရိုင်တိုင်ပြန်လာခဲ့တယ်။ Silverman ရဲ့ net shine နဲ့တန်တရားတွေကတော့အလွယ်တကူမပြောက်သွားပါဘူး။နောက်တော့သူက Cat ကိုသူမရဲ့တိုက်ခန်းမှာထောင်ကျက်ပြီးမြို့ထဲကနေထွက်မဲ့ရထားပေါ်ဘာကြောင့်တက်ဖို့ကြိုးစားခဲ့တာလဲဆိုတာအတိအကျသိချင်တယ်လို့တောင်းဆိုခဲ့တယ်။ Cat ဟာသူ့ရဲ့မာနကိုကျွမ်းကျင်စွာအသုံးချပြီးသူ့ရဲ့မတည်ငြိမ်တဲ့အပြုအမူတွေကြောင့်သူ့အတိုင်းဝိုင်းထဲကလူတိုင်းကိုသူတက်ပစ်တော့မလို့ခံစားရကြောင်းဒါကြောင့်သူမကိုလှောင်ပိတ်ခံထားရတယ်လို့ခံစားရပြီးအသေးအတန်ထွက်ပြေးခြင်းခဲ့တာပါလို့ဆင်ခြေပေးခဲ့တယ်။ Ben ကဘူရာယုံမှာဘာလုပ်နေတာလဲလို့မေးတဲ့အခါသူမထွက်ပြေးနေတာကြောင့်သူမကိုတစ္ဆာဖောက်လို့ Ben ကထင်သွားပြီးသူမနောက်ကိုလိုက်လာတာပါလို့သူမကပြောခဲ့တယ်။ Silverman ဟာလောလောဆယ်တော့အဲ့ဒီရှင်းပြချက်ကိုလက်ခံလိုက်ပေမဲ့သူ့ရဲ့စုံစမ်းစစ်ဆေးမှုကသူမစီကိုတဲ့တဲ့ပြန်ရောက်လာဖို့အချိန်ပိုင်းပဲလိုတော့တယ်ဆိုတာကို Cat သိနေတယ်။သူမက Ben ကိုလျှို့ဝှက်စွာတွေ့ဖို့ဆက်သွယ်ခဲ့တယ်။သူမကသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားအရင်ပြောပြီးသူမအကျွေးစီလေးတွေရဖို့အတွက်တချင်းဆိုခဲ့မှုတဲ့ပြိုကျပျက်စီးနေပြီးမှောင်မိုက်နေတဲ့ပြဆက်ယုံဟောင်းလေးစီကိုသူ့ကိုခေါ်သွားခဲ့တယ်။သူမရဲ့ Silverman နဲ့သူမရဲ့ဆက်ဆံရေးအကြောင်းအမောင်ဘက်ချန်သမိုင်းကြောင်းကိုဖွင့်ဟခဲ့တယ်။တညမှာသူကသူမကိုပေါက်စုအများကြီးပေးပြီးသူမလိုချင်တာမှန်သမျှပေးမယ်လို့ဂတိပေးကသူ့ရဲ့နာမည်ကြီးကလပ်မှာအဓိကနေရာကနေတချင်းဆိုဖို့ကမ်းလှမ်းခဲ့ကြောင်းရှင်းပြခဲ့တယ်။တဖြည်းဖြည်းနဲ့ Silverman ဟာသူမရဲ့ဘဝကိုစိတ်ပိုင်းဆိုင်ရာအရာချုပ်ကင်လာခဲ့တယ်။သူမဘာဝတ်ရမယ်၊ဘယ်မှာနေရမယ်
ဘယ်သူနဲ့စကားပြောခွင့်ရှိတယ်ဆိုတာတွေကိုသူကအမိန့်ပေးခဲ့တယ်သူတို့ကြားမှာဘယ်တော့မှအခြေရေးဆက်ဆံရေးမရှိခဲ့ပါဘူး Silverman ဟာလွှမ်းမိုးချုပ်ကန်ရတာကိုယူသွတ်စွာသဘောကျနေုံသက်သက်ပါနောက်ဆုံးမှာ Cat ဟာ Thomas Gadokan လို့ခေါ်တဲ့ကျင်နာတက်တဲ့သွားဆရာဝန်တယောက်နဲ့ချစ်ကြိုက်သွားတဲ့အခါ Thomas ကသူမကိုလက်ထပ်ခွင့်တောင်းခဲ့ပြီးသူမကလည်းဝမ်းသာအားရလက်ခံခဲ့တယ်မကြခင်မှာပဲ Thomas ဟာပျောက်ဆုံးသွားခဲ့တယ်အစပိုင်းမှာ Cat ကသူမတခုခုလုံးပြီလို့သူထွက်သွားတာလို့ထင်ခဲ့ပေမဲ့နောက်မှ Silverman ကသူမကိုအထီးကျန်အောင်ထားဖို့သူ့ကိုတပ်ပစ်ခဲ့တာဆိုတာသိလိုက်ရတယ်နောက်ပိုင်းမှာသူမ Flint နဲ့ချစ်ကြိုက်သွားတဲ့အခါသူမလွတ်မြောက်နိုင်မဲ့တခုလေးသောနီလန်းဟာအဲ့ဒီဂိုင်းကောင်းဆောင်ကိုရှင်းပစ်ဖို့ပဲဆိုတာသူမသဘောပေါက်သွားပြီးအဲ့ဒါကြောင့် Edison ကိုငှားခဲ့ပြီးနောက်ပိုင်းမှာရဲတွေဝင်ဖမ်းတာကိုအသုံးချကဂိုင်းကိုဖျက်ဆီးဖို့ကြိုးစားခဲ့တာပါအဲ့ဒီစား Cat က Ben ကိုသူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ဇနီးတဲ့ Ruby ရဲ့ကြေကွဲပွဲအကြောင်းတွေဖွင့်ဟလာအောင်တိုက်တွန်းခဲ့တယ်Ben ကသူ့ရဲ့စုံစမ်းစစ်ဆေးမှုကြောင့်အန်ဒီရဲ့များတဲ့ရာဇဝတ်ကောင်တယောက်ထောင်ကျသွားခဲ့တယ်လို့ဝန်ခံခဲ့တယ်9နှစ်ကြာပြီးတဲ့နောက်အဲ့ဒီလူထောင်ကနေလွတ်လာပြီး Ruby ကိုလိုက်ရှာကသူ့ကိုလက်စားချေတဲ့အနေနဲ့သူမကိုတပ်ပစ်ခဲ့တယ်။ Ben ရဲ့ကြီးမားတဲ့အပြစ်မကင်းစိတ်ဟာအဲ့ဒီနေ့ညကသူတို့ညစာအတူစားဖို့ချိန်ထားခဲ့ပေမဲ့သူကအိမ်မှာနေပြီးသူမကိုကယ်မဲ့အစားဒေသခံအရက်ဘားတစ်ခုမှထိုင်ပြီးအရက်တောက်နေခဲ့တာကြောင့်ဖြစ်တယ်လို့ Ben ကဖွင့်ဟခဲ့တယ်။စိတ်ပိုင်းဆိုင်ရာပြိုလဲသွားပြီးသူမရဲ့ကိုယ်ပိုင်တိုက်ခန်းကိုပြန်သွားဖို့ကြောက်လန့်နေတဲ့ Cat ဟာ Ben ရဲ့ရုံးခန်းကိုပြန်သွားခဲ့တယ်။သူတို့တညလုံးစကားပြောကြရင်သူတို့ကြားမှာအချစ်ရေးဓာတုဗေဒတစ်ခုဖြစ်တည်လာခဲ့တယ်။သူတို့အနမ်းတစ်ခုဖလှယ်ဖို့နီးကပ်သွားချိန်မှာပဲအန်ဒီရရှိတဲ့စွမ်းအားရှင်တယောက်ဟာဒေသခံအဆောက်အုံတစ်ခုမှာတောင်းကျမ်းနေကြောင်းရေဒီယိုကနေသတင်းကြေညာလိုက်တယ်။အဲ့ဒီအကြက်တဲဟာ Robbie ရဲ့သတင်းတောက်ဘဝကနေဓာတ်ရိုက်မြစ်ဖြားခံလာတာပါ။ Flint ရဲ့ပုံအောင်ရာကိုစီးနှင်းစဉ်အတွင်း Robbie ကစွမ်းအားရှိတဲ့ဒုက္ခသည်တွေရဲ့ဓာတ်ပုံတွေကိုရိုက်ပြီးသတင်းဌာနတွေကိုပေါက်ကြားစေခဲ့တဲ့အခါမီဒီယာတွေကအဲ့ဒီတနာစရာကောင်းတဲ့လူတွေကိုအုံနောက်မရှိတဲ့ဘလူးတွေအဖြစ်သတ်မှတ်ပြီးသတင်းကိုအကျယ်တဝင့်ဖော်ပြခဲ့ကြတယ်။ရေဒီယိုသတင်းဟာ Flint အကြောင်းဖြစ်မယ်လို့ Cat ကယုံကြည်နေပြီးသူမကိုကူညီဖို့ Ben ကိုတောင်းပန်ခဲ့ပေမဲ့သူကိစ္စမဟုတ်ဘူးလို့ပြောပြီး Ben ကညှင်းဆန်ခဲ့တယ်။ဒါပေမဲ့ Cat ထွက်သွားတာနဲ့ Ben ဟာပင့်ကူဝတ်စုံကိုပြန်ဝတ်ပြီးညအမှောင်ထဲကိုတန်းထွက်သွားခဲ့တယ်။အခင်းဖြစ်ပွားရာကိုရောက်သွားတဲ့အခါအဲ့ဒီလူဟာ Flint လုံးဝမဟုတ်ဘူးဆိုတာသူတွေ့လိုက်ရတယ်။ Flint ဟာအစောပိုင်းကပြဆက်ရုံဟောင်းမှာ Ben နဲ့ Cat တို့ရင်းရင်းနှီးနှီးစကားပြောနေတာကိုတွေ့သွားခဲ့ပြီး Cat ကသူ့ကိုမေ့သွားပြီလို့အထင်လွဲက Silverman ရဲ့အဓိကလူမိုက်အဖြစ်ခါးသီးစွာပြန်လည်လုတ်ကိုင်နေတာပါ။ Silverman နဲ့သူဟာရဲချုပ်နဲ့ Morris တို့ရဲ့အစည်းအဝေးကိုဝင်ရောက်ဖျက်ဆီးခဲ့တယ်။ရဲချုပ်ဟာလာစာယူထားပေမဲ့ Silverman နဲ့အစည်းအဝေးကိုလာဖို့ညှင်းဆန်ခဲ့တာပါ။ရဲချုပ်ဟာဘက်ပြောင်းသွားပြီးမြို့တော်ဝန်နဲ့ပူးပေါင်းသွားခဲ့ပြီးရဲစရာကောင်းတာကမြို့တော်ဝန် Morris ကိုယ်တိုင်ဟာအစပိုင်းမှာ Silverman ရဲ့ကြောထောက်နောက်ခံကြောင့်အာဏာရလာခဲ့တာပါ။ဒါပေမဲ့ Silverman ရဲ့ပုံမှုဆိုးရွားလာတဲ့မစင်မချင်းကြမ်းဖက်မှုတွေကမြို့တော်ဝန်ရဲ့နိုင်ငံရေးအနာဂတ်ကိုဖျက်ဆီးလာခဲ့တယ်။နောက်ရွေးကောက်ပွဲနီးလာတဲ့အခါမြို့တော်ဝန်ဟာ Silverman ကိုဖြုတ်ချတာကသာအာဏာဆက်ရှိနေဖို့သူ့ရဲ့တခုတည်းသောအခွင့်အရေးလို့မြင်လာတယ်။ Flint ကမြို့တော်ဝန်ကိုချိန်ချောက်ဖို့စပွဲကိုရိုက်ခွဲလိုက်ပေမဲ့အဲ့ဒီနိုင်ငံရေးသမားကနောက်ဆုတ်ဖို့ညှင်းဆန်ခဲ့တယ်။တောင်းကျမ်းနေတဲ့သူဟာတကယ်တော့နောက်ထပ်စွမ်းအားရှင်ဒုက္ခသည်တူဖြစ်တဲ့ Megawatt ဖြစ်ပြီးသူ့ရဲ့လျှက်စစ်စွမ်းအင်တွေဟာမြို့ရဲ့တပ်အားလိုင်းတွေကနေလျှက်စစ်ဘလောက်ဆုပ်ယူနိုင်လဲဆိုတာအပေါ်လုံးဝမူတည်နေတာပါ။ဘန်နာအသက်ကြီးလာပြီးအလေးအကျင့်မရှိတော့သလိုအရင်ကလျင်မြန်ဖြက်လက်မှုတွေလည်းပျောက်ဆုံးနေတဲ့အတွက်တိုက်ပွဲအစောပိုင်းမှာ Megawatt ကသူ့ကိုလမ်းတွေပေါ်မှာအသေးလဲရိုက်နှက်ခဲ့တယ်။ရုပ်ပိုင်းဆိုင်ရာအရဓာတ်ရိုက်ရှင်လို့မနိုင်ဘူးဆိုတာကိုသဘောပေါက်သွားတဲ့အခါThe Spider ဟာ Megawatt ရဲ့ပတ်ဝန်းကျင်စွမ်းရည်အရင်းမြစ်ကိုဖျက်တောက်ဖို့ပတ်ဝန်းကျင်ကဓာတ်အားကွန်ရက်ကိုဖျက်တောက်လိုက်ပြီး Villain စွမ်းရည်ကုန်သွားတဲ့အထိအာရုံစေကသတိလစ်သွားအောင်လုပ်ပြီးအာဏာပိုင်တွေစီအပ်နိုင်ခဲ့တယ်။ The Spider ဟာအနီးနားမှာ Megawatt နဲ့တက်ကြွစွာတိုက်ခိုက်နေကြောင်းမြို့တော်ဝင်ကြားသိရတဲ့အခါ Morris ဟာသူ့ရဲ့လူထုပုံရိပ်ကိုကယ်တင်ဖို့အခင်းဖြစ်ပွားရာစီအပြေးလွှားသွားခဲ့တယ်။တိုက်ပွဲစီမရောက်ခင်မှာBen ဟာ Robbie စီဖုန်းဆက်ပြီးသူ့တငယ်ချင်းဟောင်းရဲ့ပျက်စီးသွားတဲ့သတင်းထောက်ဘဝကိုပြန်လည်ရှင်သန်စေဖို့ The Spider ကြီးကျယ်ခမ်းနားစွာပြန်လာပြီးဆိုတဲ့မျက်နှာဖုံးသတင်းကိုကန်လန့်ခဲ့တယ်။ The Spider က Megawatt ကိုဖမ်းမိသွားတဲ့အချိန်မှာပဲ Robbie ကသူ့ကင်မရာနဲ့ရောက်လာခဲ့တယ်။ပြီးပြည့်စုံတဲ့နိုင်ငံရေးအခွင့်အရေးကိုစုပ်ကင်ပြီး Morris ဟာပင်မနွမ်းနယ်နေတဲ့သူရဲကောင်းဘေးမှာရက်ကအဲ့ဒီဖမ်းဆီးမှုကိုစီစဉ်ထားတဲ့ဓာတ်ပုံရိုက်ကွင်းတစ်ခုလိုပြောင်းလဲပစ်လိုက်တယ်။သတင်းစာတွေမှာမြို့တော်ဝန်နဲ့ The Spider တို့ဟာ New York မြို့ကိုရှင်းလင်းဖို့တရားဝင်ပူးပေါင်းလိုက်ပြီလို့ရေးကြလိမ့်မယ်။အဲ့ဒီပူပေါင်းမှုကို The Spider ကတကယ်တမ်းလုံးဝသဘောမတူခဲ့ပါဘူး။ Ben ဟာလျှို့ဝှက်စွာထွက်သွားပြီးသူ့ရဲ့အရက်ဝတ်တွေကိုပြန်ဝတ်ကာသူကတင်ပေါ်လဲကျသွားချိန်မှာပဲ Cat ဟာသူ့တိုက်ခန်းကိုရောက်လာပြီးသူ့မျက်နှာပေါ်ကဒဏ်ရာကိုသတိထားမိသွားတယ်။ Ben ကရကားနဲ့မတော်တဆတိုက်မိသွားတာလို့လိန်ပြောလိုက်တဲ့အခါ Cat ကပြုံးစီစီလုပ်ပြီးပွင့်နေတဲ့ဗရင်ပေါက်ပေါင်းစီသွားကအပြင်ဘက်လေဟာနယ်တဲကိုတမင်တက်တက်နောက်လန်ကျလိုက်တယ်။သူဟာ The Spider ဆိုတာကိုသူမအစကတည်းကသိထားပြီးသူမကိုသူဘယ်တော့မှအကြမခံဘူးဆိုတာကိုသူမသိနေခဲ့တယ်။အဲ့ဒါကလည်းမှန်ကန်ကြောင်းသက်သေပြနိုင်ခဲ့တယ်။ Ben ကသူမကိုအခန်းထဲလုံခြုံစွာပြန်ဆွဲသွင်းလိုက်ပြီးနောက်သူတို့နှစ်ယောက်ဟာနောက်ဆုံးမှာပြင်းပြတဲ့အနံတစ်ခုဖလှယ်ခဲ့ကြတယ်။စွမ်းရှင်တွေပိုများလာတဲ့အကြောင်း Robbie ရဲ့စုံစမ်းစစ်ဆေးမှုတစ်လျှောက်မှာ Addison ရဲ့အိမ်မှာသူအရင်ကတွေ့ခဲ့မှုတဲ့လူမဲမျိုးသားဘေးမှာ Flint Mark ကိုရက်နေတဲ့ဓာတ်ပုံတစ်ပုံကိုသူရှာတွေ့ခဲ့တယ်။သူ့နာမည်က Lonnie Lincoln ဖြစ်ပြီးလမ်းမတွေပေါ်မှာတော့ Tombstone လို့ပိုသိကြတယ်
Robbie ဟာ Lonnie ကိုရှာတွေ့သွားပြီးပထမကမ္ဘာစစ်အတွင်းကသူတို့တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ကစတဲ့ကြောင်းမက်ဖွဲ့ကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုကိုဖွင့်ဟခဲ့တယ်။အဲ့ဒီတော့ကသူတို့တပ်ဖွဲ့ဟာဂျာမန်သိပ္ပံပညာရှင်တွေရဲ့မျိုးရိုးဗီဇစမ်းသပ်မှုတွေကိုခံခဲ့ရတာပါ။နောက်တော့ Ben Riley နဲ့ Cat Hardy တို့ကော်ဖီဆိုင်တစ်ခုမှာအတူထိုင်နေတော့ Cat ကသူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေဘယ်ကရလာလဲဆိုတာကိုမေးတဲ့အခါပထမကမ္ဘာစစ်စီကိုနောက်ကျောင်းပြန်စဉ်းစားမိသွားတယ်။ Lonnie ပြောခဲ့တဲ့လျှို့ဝှက်ဂျာမန်စခန်းကနေအကျဉ်းသားတွေကိုကယ်တင်ဖို့ဆေလွတ်လိုက်တဲ့စစ်တပ်ဖွဲ့ထဲမှာ Ben လည်းပါဝင်ခဲ့တယ်။ခြံဝင်းကိုဖောက်ဝင်ပြီးနောက် Ben ဟာတနက်ထိမလို့ဖြစ်သွားပေမဲ့တီတီလေးလွတ်သွားပြီးလှောင်အိမ်တွေကိုဖွင့်ကာ Lonnie Flint နဲ့တခြားအကျဉ်းသားဒါဇင်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ်။စခန်းရဲ့ဆေးဘက်ဆိုင်ရာအဆောင်ရဲ့အတွင်းပိုင်းထဲမှာ Ben ဟာဖျားနာနေတဲ့ဒုက္ခသည်တွေအပြည့်ရှိတဲ့အခန်းတစ်ခုကိုတွေ့ခဲ့တယ်။ဂျာမန်သိပ္ပံပညာရှင်တွေဟာတက်ရှိလက်နက်တွေဖန်တီးဖို့ရည်ရွယ်ချက်နဲ့သွေးသွင်းတဲ့ကိရိယာတွေကိုသုံးပြီး trace and DNA တွေကိုလူတွေစီတိုက်ရိုက်ထည့်သွင်းနေကြတာပါ။ Ben ကအပြင်းအထန်ဖျားနာနေတဲ့ဒုက္ခသည်တယောက်ကိုနှစ်သိမ့်ဖို့ငုံလိုက်တဲ့အခါဆောင်းကိုဖယ်ကြည့်လိုက်တော့အဲ့ဒီလူရဲ့အသားတွေဟာပင့်ကူအဖြစ်တက်ကြွစွာပြောင်းလဲနေတာကိုတွေ့လိုက်ရတယ်။သူဘာမှမလုပ်နိုင်ခင်မှာပဲပြောင်းလဲနေတဲ့အကျဉ်းသားကသူ့လက်မောင်းကိုနက်နက်ရှိုင်းရှိုင်းကိုက်လိုက်တဲ့အတွက်သူ့ရဲ့ဇီဝဗေဒကိုထာဝရပြောင်းလဲသွားစေခဲ့တယ်။မျိုးရိုးဗီဇပြောင်းလဲမှုတွေကသူတို့စီထည့်သွင်းခံရတဲ့တိရစ္ဆာန်တွေရဲ့ပုံစံအတိုင်းဗီဇအရလိုက်လုပ်ဖို့အတင်းကျပ်ခိုင်းစေခဲ့ကြောင်း Ben က Cat ကိုရှင်းပြခဲ့တယ်။ပြီးတော့အဲ့ဒီရိုင်းဆိုင်တဲ့ဗီဇတွေကိုဖိနှိပ်ထားရင်လူသားတယောက်လိုဘလို့ပြန်နေရမလဲဆိုတာကိုပြန်သင်ယူဖို့သူ့အတွက်နှစ်နဲ့ချီပြီးနာကျင်စွာအချိန်ယူခဲ့ရတယ်။ Ben နဲ့မတူပဲ Flint နဲ့ Lonnie တို့ကတော့သူတို့အထက်ကသားရဲတွေကိုအပြည့်အဝထိန်းချုပ်နိုင်စွမ်းမရှိခဲ့ကြဘူး။ Ben သူ့ရုံးခန်းကိုပြန်ရောက်တဲ့အခါ Robbie နဲ့ Janet တို့ကအဲ့ဒီတိကျတဲ့သမိုင်းကြောင်းအချက်လက်တွေကိုသူ့ကိုပြခဲ့ကြတယ်။ Ben ကအဲ့ဒီအချိန်တုန်းကသူအဲ့ဒီမှာရှိနေခဲ့လို့အကုန်သိပြီးသားပါလို့ဝန်ခံလိုက်တာကြောင့်သူတို့အံ့ဩသွားကြပေမဲ့သူကအရေးကြီးတဲ့မေးခွန်းတစ်ခုထုတ်ခဲ့တယ်။ဒီစမ်းသပ်မှုတွေဟာလွန်ခဲ့တဲ့15နှစ်ကဖြစ်ခဲ့တယ်ဆိုရင်ဘာကြောင့်ဒီငုတ်ရှိုးနေတဲ့စွမ်းအားတွေကအခုမှစပြီးပေါ်လာရတာလဲ။ပျောက်ဆုံးနေတဲ့အဆက်အဆက်ကို Robbie ကတွေ့ပါတယ်။ဒီလိုရုပ်တရက်မျိုးရိုးဗီဇပြောင်းလဲမှုတွေကြုံတွေ့နေရတဲ့စစ်မှုထမ်းဟောင်းတိုင်းဟာဒေသခံမျိုးရိုးဗီဇပညာရှင် Dr. Alethea Faber စီကိုပဲတွားပြနေကြတာပါ။ Robbie နဲ့ Ben တို့ဟာ Dr. Faber အလုပ်လုပ်တဲ့ဆေးရုံကိုတန်းသွားခဲ့ကြတယ်။ Robbie ဟာသူ့ရဲ့အသေးရလာတဲ့ professional ဩဇာအာဏာနဲ့အတူသူမရဲ့ရုံးခန်းတွေကိုဝင်သွားခဲ့တယ်။သူဟာအရင်က Daily Bugle ကနေအလုပ်ထုတ်ခံခဲ့ရပေမဲ့မြို့တော်ဝင် Morris နဲ့ The Spider တို့ရဲ့တီးတန့်ဓာတ်ပုံတွေကိုပေးပို့ပြီးတဲ့နောက်မှာတော့ editor တွေကသူ့သတင်းကောင်းစင်တွေကိုဘယ်တော့မှပြန်မပြင်ရဘူးဆိုတဲ့တင်းကျပ်တဲ့စီကံချက်တစ်ခုနဲ့အတူသူ့အလုပ်ကိုအောင်မြင်စွာပြန်ညှိနှိုင်းနိုင်ခဲ့တယ်။ Robbie ဟာ Dr. Faber ကိုစစ်ကြောဖို့သူ့ရဲ့ဩဇာတစ်ကိုအသုံးချနေချိန်မှာ Ben ဟာမျိုးရိုးဗီဇပြောင်းလဲသွားတဲ့လူနာတွေရဲ့ဆေးမှတ်တမ်းတွေကိုခိုးယူဖို့နောက်ဖက်ရုံးခန်းထဲကိုခိုးဝင်သွားခဲ့တယ်။ Dr. Faber ဟာဒီငုတ်ရှိုးနေတဲ့စွမ်းရည်တွေကိုတမင်သက်သက်နှိုးထားစေခဲ့တာလို့ Robbie ကတွယ်ဝိုက်ပြောဆိုလိုက်တဲ့အခါစစ်ကြောမေးမြန်းမှုဟာချက်ချင်းရန်လိုလာခဲ့တယ်။ဒေါသထွက်သွားတဲ့ဆရာဝန်မဟာအစည်းအဝေးကိုရက်လိုက်ပြီးသူမရုံးခန်းထဲကိုဒေါသတကြီးပြန်ဝင်သွားခဲ့တယ်။ထွက်ပြေးဖို့အချိန်မရှိတော့တဲ့အတွက် Ben ဟာမတည်ငြိမ်တဲ့ဆေးရုံလူနာတယောက်ဖြစ်ဟန်ဆောင်ပြီးသူ့ခြေရာကိုဖျောက်ခဲ့တယ်။ဒါပေမဲ့ဆရာဝန်မရဲ့လက်ထောက်အောက်တန်ကလွန်ခဲ့တဲ့15နှစ်ကဂျာမနီကလှောင်အိမ်တွေထဲကနေသူတို့ကိုလွတ်မြောက်အောင်လုပ်ပေးခဲ့တဲ့စစ်သားဟာ Ben ဖြစ်ကြောင်းချက်ချင်းမှတ်မိသွားတယ်။ခိုးလာတဲ့ဖိုင်တွေကိုပြန်စစ်ကြည့်တဲ့အခါ Ben နဲ့ Robbie တို့ဟာ Dr. Faber ကဒီလူတွေကိုလက်နက်အဖြစ်ပြောင်းလဲဖို့ဘယ်တော့မှမစူးစမ်းခဲ့ဘူးဆိုတာကိုသဘောပေါက်သွားတယ်။သူမကသူတို့ကိုကုသပေးဖို့တကယ်ကိုစူးစမ်းနေခဲ့တာပါ။အဲ့ဒီစစ်မှုထမ်းဟောင်းတွေဟာသူတို့ရဲ့မတည်ငြိမ်တဲ့စွမ်းအားတွေကိုပိုသုံးလေလေသူတို့ရဲ့ခန္ဓာကိုယ်တွေကပုံမြင်မြန်ယိုယွင်းပျက်စီးပြီးတေဆုံးလေလေဖြစ်ကြောင်းအချက်လက်တွေကသက်သေပြနေတယ်။အခုတော့ Silvermane ဂိုင်းကိုအပြည့်အဝသစ္စာခံနေပြီဖြစ်တဲ့ Flint ဟာသူ့ရဲ့စစ်ပွဲတငယ်ချင်းဟောင်း Lonnie ကိုဂိုင်းထဲဝင်ဖို့လိုက်ရှာစည်းရုံးခဲ့တယ်။ Robbie ရဲ့အရင်ကသတင်းပေါက်ကြားမှုတွေကြောင့်လူထုကဒီစွမ်းအားရှင်တွေကိုအန်တီရရှိတဲ့ဘလူးတွေအဖြစ်မြင်နေကြလို့သူတို့ဟာမြို့တစ်ခွင်မှာအမဲလိုက်ခံရပြီးဖယ်ကျင်ခံနေရပါတယ်။ Flint ဟာအဲ့ဒီအထီးကျန်မှုကိုအသုံးချပြီး Silvermane ဟာညှင်းလို့မရအောင်ရက်ဆက်တဲ့လူသက်သမားဖြစ်ပေမဲ့ဂိုင်းကောင်းဆောင်ဟာသူ့ empire ကိုအကျိုးပြုသူတိုင်းအပေါ်ပြင်းပြင်းထန်ထန်သစ္စာရှိကြောင်း Lonnie ကိုယုံကြည်အောင်ဖြောင်းဖြခဲ့တယ်။ Lonnie လည်းဂိုင်းထဲဝင်သွားပြီးစွမ်းအားရှင်လူမိုက်နှစ်ယောက်ဟာအရင်က band ဖမ်းပေးခဲ့တဲ့လျှက်စစ်စွမ်းအားရှင် Megawatt ကိုထောင်ဖောက်ဖို့ဒေသခံအကျဉ်းထောင်ကိုအကြမ်းဖက်စီးနင်းခဲ့ကြတယ်။သူ့လက်အောက်မှာစွမ်းအားရှင်စစ်တပ်ငယ်လေးတစ်ခုရှိနေပြီဖြစ်တဲ့ Silvermane ဟာမြို့တော်ဝင် Morris ကိုအပြတ်ရှင်းဖို့စစ်ပွဲအတွက်စတင်ပြင်ဆင်ပါတော့တယ်။ The Spider ကိုမကြခင်ဖြစ်လာတော့မဲ့သွေးထွက်တန်ယိုမှုတွေကနေလုံးဝကင်းကင်းရှင်းရှင်းနေဖို့တတိပေးတဲ့အနေနဲ့သူက Ben စီကိုတိုက်ရိုက်သတင်းစကားပါလိုက်တယ်။မျိုးကြီးမီးလောင်ပြကြားတော့မယ်ဆိုတာကိုအာယုံခံမိတဲ့အတွက် Ben ဟာ Cat နဲ့အတူခိုင်မြဲတဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့အချိန်တန်ပြီလို့ဆုံးဖြတ်လိုက်တယ်။ Cat ဟာ Flint ကိုဂိုင်းစီဆုံးရှုံးလိုက်ရတယ်လို့သူကိုယ်တိုင်လည်း Ruby အတွက်9နှစ်ကြာဝမ်းနဲ့ပူဆွေးနေခဲ့ရတာကိုသဘောပေါက်သွားတဲ့အတွက်Ben ကသူတို့ United States ကနေလုံးဝထွက်သွားပြီးအကြမ်းဖက်မှုတွေနဲ့ဝေးရမှာသူတို့ရဲ့လက်ကျန်ဘဝကိုအတူတူဖျက်ဆီးကြဖို့အကြံပြုခဲ့တယ်။အဲဒီအဆိုပြုချက်ကို Cat ကဝမ်းသာအားရလက်ခံခဲ့တယ်။သူမတိုက်ခန်းမှာပစ္စည်းတွေသိမ်းနေတော့ Lonnie ကဝင်ရောက်နှောက်ယှက်ခဲ့ပြီး Cat ကို Flint နဲ့လျှို့ဝှက်တွေ့ဆုံဖို့ခေါ်သွားခဲ့တယ်။ Jimmy Addison ကို Silvermane ကိုလှုပ်ကြံဖို့ပတ်စံပေးခဲ့တာ Cat ဆိုတာကိုနောက်ဆုံးမှာ Flint သိသွားခဲ့တယ်။သူကအလွန်မေးစိတ်ပြတ်ကြောင်းဖော်ပြခဲ့ပြီးသူမအတွက် Silvermane ကိုသူကိုယ်တိုင်တပ်ပေးမှဖြစ်တဲ့အတွက်သူ့ကိုယုံကြည်ပြီးအမှန်တိုင်းပြောပြတင်တယ်လို့သူမကိုပြောခဲ့တယ်။ရှင်းပြဖို့ Cat က Flint
နောက်ကိုပြေးလိုက်သွားချိန်မှာသူ့ရဲ့သဲဆွမ်းအားတွေဟာအပြင်းထန်ထိမ့်မနိုင်သိမ့်မရဖြစ်လာပြီးမျက်နှာချက်ကသူမစီတက်တဲ့ပြိုကျလာခဲ့တယ်။လော်နီကချက်ချင်းတုံ့ပြန်ပြီးသူ့ရဲ့ကြီးမားတဲ့ခွန်အားကိုသုံးကကက်ကိုကာကွယ်ပေးပြီးသူမအသက်ကိုကယ်တင်လိုက်ချိန်မှာ Flint ဟာအမောင်ထဲပျောက်ကွယ်သွားခဲ့တယ်။သူမချစ်ရတဲ့သူအတွက်ကြောက်လန့်သွားတဲ့ Cat က Flint ကိုတေးစေနိုင်တဲ့ရိုးရင်းပျက်စီးမှုကိုပြန်လဲကောင်းမွန်အောင်လုပ်ပေးနိုင်မယ်နီလန်ရှိမရှိလိုနီကိုမေးခဲ့တယ်။ Dr. Faber ကသူမမဆန်းသက်ရသေးတဲ့တခုတည်းသောအရာက The Spider ပါလို့ပြောခဲ့ဘူးကြောင်းလိုနီကဝန်ခံခဲ့တယ်။ The Spider ရဲ့မူလမျိုးရိုးဗီဇပြောင်းလဲမှုဟာလုံးဝတည်ငြိမ်နေတဲ့အတွက်သူ့ရဲ့မျိုးရိုးဗီဇပစ္စည်းတွေကိုထုတ်ယူတာကသာတခြားစစ်မှုထမ်းဟောင်းတွေအတွက်အမြဲတမ်းတည်ငြိမ်စေမဲ့ဆေးကိုဖန်တီးနိုင်မဲ့တခုတည်းသောနီလန်ဖြစ်ပါတယ်။ Cat ဟာ Dr. Faber ရဲ့ဆေးရုံကိုအပြေးလွှားသွားခဲ့ပြီး Ben ကသူတို့ကိုဖော်ထုတ်မှာကိုကြောက်လို့ New York ကနေထွက်ပြေးဖို့အထုပ်ပိုးတွေကိုအလောတကြီးပြင်ဆင်နေတဲ့ဆရာဝန်မနဲ့ Ogden ကိုတွေ့ခဲ့တယ်။ The Spider ကိုဖမ်းမိတာကစွမ်းအားရှင်တွေရဲ့အသက်ကိုတကယ်ပဲကယ်တင်နိုင်မှာလားဆိုတာသိကျင်တယ်လို့ Cat ကတောင်းဆိုခဲ့တယ်။သူရဲကောင်းကိုအမြဲတမ်းထိခိုက်မှုမရှိစေဘဲကုသဆေးကိုထုတ်ယူနိုင်တယ်လို့ Dr. Faber ကကတိပေးတဲ့အခါမှာတော့ The Spider ဟာ Ben ဖြစ်ကြောင်း Cat ကဖွင့်ဟလိုက်တယ်။ Ogden ဟာ Ben ရဲ့ရုံးခန်းကိုချက်ချင်းထွက်သွားခဲ့တယ်။ Ben ဟာလွန်ခဲ့တဲ့15နှစ်ကဂျာမနီမှာသူ့လှောင်အိမ်ကိုလွတ်မြောက်အောင်လုပ်ပေးခဲ့တဲ့စစ်သားဖြစ်တဲ့အတွက် Ben ဟာဘယ်သူလဲဆိုတာသူအတိအကျသိကြောင်းဖွင့်ဟခဲ့တယ်။တေဂန်နီစွမ်းအားရှင်က Ben ကိုကိုက်လိုက်တာကို Ogden မြင်ခဲ့ပေမဲ့နိုင်ငံကိုပြန်ရောက်ပြီးနောက် Ben ကနာမည်ပြောင်းသွားတဲ့အတွက်သူ့ကိုဘယ်တော့မှရှာမတွေ့ခဲ့တာပါ။အခုအသက်38နှစ်ရှိပြီဖြစ်ပေမဲ့သူ့မျိုးရိုးဗီဇပြောင်းလဲမှုရဲ့မတည်ငြိမ်မှုကြောင့်လျင်မြန်စွာယိုယွင်းပျက်စီးနေတဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့ Ogden ကသူ့ကိုကူညီဖို့ Ben ကိုတောင်းပန်ခဲ့တယ်။နောက်ဆုံးမှာတော့သူဟာ The Spider ဖြစ်ကြောင်း Ben ဝန်ခံခဲ့ပေမဲ့ဒီကိစ္စမှာပါဝင်ဖို့ပြက်ပြက်သားသားညှင်းဆန်ခဲ့ပြီး Ogden ကိုသူ့အိမ်ထဲကနေမောင်းထုတ်ခဲ့တယ်။ဒါပေမဲ့မထွက်သွားခင်မှာ Ogden ဟာ Ben 3လက်လွတ်ဖြစ်နေတော့အပြင်းစားမေ့စေတစ်မျိုးကိုထိုးသွင်းလိုက်တယ်။ Ben 3ရလာတဲ့အခါ Dr. Faber ရဲ့မြေအောက်တက်ခွဲခန်းထဲမှာတန်ကြိုးအခိုင်အမာခတ်ခံထားရတယ်။မျိုးရိုးဗီဇပညာရှင်ကသူ့သွေးကိုချက်ချင်းစတင်စစ်ဆေးခဲ့ပေမဲ့ကနဦးရလဒ်တွေကဘာမှထွက်မလာခဲ့ပါဘူး။စစ်ပြီးမှစစ်တပ်ရဲ့ထိပ်တန်းဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေကလည်းသူ့ကိုအဲ့ဒီစမ်းသပ်မှုတွေအတိအကျလုပ်ခဲ့ပေမဲ့ဘာမှမရခဲ့ဘူးလို့ Ben ကသူမကိုပြောပြခဲ့တယ်။သူ့ရဲ့ Trace and Sun နဲ့ပင့်ကူစရိုက်တွေကသူ့ရဲ့လူသားဆန်မှုကိုအစပိုင်းမှာလွှမ်းမိုးသွားပြီးသူ့လက်ခြေတွေကသူ့စန္ဒကိုလုံးဝဆန့်ကျင်ပြီးလှုပ်ရှားခဲ့ရပုံကိုသူပြန်ပြောပြခဲ့တယ်။စစ်တပ်ဆရာဝန်တွေကသူ့ကိုလက်နက်အဖြစ်ပြောင်းလဲဖို့အဲ့ဒီထူးခြားချက်ကိုလေ့လာခြင်းယုံတသက်တာဖြစ်ပေမဲ့ Dr. Faber ရဲ့ရည်ရွယ်ချက်ကတော့အလွန်ကိုရေးကိုတာဆန်ပါတယ်။ခင်မီသိပ္ပံပညာဟာဒီကွာဟချက်ကိုပေါင်းကူးပေးနိုင်လောက်အောင်နောက်ဆုံးမှာတိုးတက်လာပြီလို့ယုံကြည်ပြီးသူမရဲ့သား Ogden ကိုကယ်တင်ဖို့သူမဟာ15နှစ်ကြာကြိုးစားခဲ့တယ်။သူမဟာတရားမဝင်တဲ့ခွဲစိတ်မှုတစ်ခုကိုဆက်လုပ်ခဲ့ပြီးအမြဲတမ်းမျိုးရိုးဗီဇတည်ငြိမ်စေမဲ့ဆေးကိုဖန်တီးဖို့ Ben ရဲ့ကိုရင်းအင်္ဂါအတော်များများကိုထုတ်ယူခဲ့တယ်။အသစ်ဖန်တီးထားတဲ့ကုသဆေးကို Ogden စီမှာသူမစမ်းသပ်လိုက်တဲ့အခါနာကျင်ရတဲ့ရုပ်ပိုင်းဆိုင်ရာယိုယွင်းပျက်စီးမှုဟာချက်ချင်းပြောင်းပြန်ဖြစ်သွားပြီးသူ့ရဲ့တကယ့်ငယ်ရွယ်တဲ့အရွယ်ကိုပြန်လည်ရောက်ရှိသွားစေတယ်။ Ben ဟာအဲ့ဒီလူငယ်ကိုဖြောင်းဖျဖို့ကြိုးစားခဲ့ပြီးသူ့အမေဟာလုံးဝစိတ်မနှံ့တော့ဘူးလို့သတိပေးခဲ့ပေမဲ့ Dr. Faber ကအခု Ben ကိုကွပ်မျက်ရတော့မယ်လို့သူ့ကိုမပြောပြခင်အထိ Ogden ကအဲ့ဒါကိုယုံကြည်ဖို့ညှင်းဆန်ခဲ့တယ်။လေပုတ်ကလေးကစုံတော့တာထွက်ပြေးလွတ်မြောက်သွားရင်တရားမဝင်ခွဲစိတ်မှုကိုသူတေချာပေါက်တိုင်ကြားလိုက်မယ်လို့သူမကအကြောင်းပြခဲ့ပြီးယောဂပျောက်ကင်းခါစားသူမရဲ့သားကိုကြံရှိတဲ့ဘဝတစ်လျှောက်လုံးထောင်ထဲမှာအကုန်ဆုံးခံဖို့သူမကညှင်းဆန်ခဲ့တယ်။ကွပ်မျက်မှုကိုသူ့ကိုယ်တိုင်လုပ်မယ်လို့ Ogden ကတောင်းဆိုခဲ့ပေမဲ့ Ben ရဲ့အခန်းကိုရောက်သွားတဲ့အခါအဲ့ဒီစားသူ့ကိုလွတ်ပေးလိုက်တယ်။ Ben အဆောက်အုံထဲကနေအပြည့်အဝမလွတ်မြောက်ခင်မှာပဲ Silvermane နဲ့သူ့ရဲ့တိုက်ခိုက်ရေးအဖွဲ့ဟာတက်ခွဲခန်းကိုဝင်ရောက်စီးနင်းခဲ့တယ်။ Robbie ဟာမျက်နှာဖုံးသတင်းတစ်ပုဒ်ကိုအခုလေးတင်ဖော်ပြခဲ့ပြီး Dr. Faber ဟာဘီလူတွေဖန်တီးဖို့ရည်ရွယ်ချက်နဲ့လျှို့ဝှက်မျိုးရိုးဗီဇစမ်းသပ်တဲ့တက်ခွဲခန်းတစ်ခုကိုဖွင့်လှစ်ထားကြောင်းဖွင့်ဟခဲ့တယ်။ Silvermane ရဲ့ရည်ရွယ်ချက်ကသူမရဲ့သူတေသနာတွေကိုတင်စီဖို့နဲ့အခြားစွမ်းအားရှင်စစ်မှုထမ်းဟောင်းတွေရဲ့စီးရင်ကိုသူမစီကနေအတင်းကျပ်တောင်းယူဖို့ဖြစ်ပြီးအဲ့ဒီစီးရင်ကိုရရင်သူတို့ကိုသူ့ဂိုင်းရဲ့စစ်တပ်ထဲအတင်းကျပ်သွတ်သွင်းနိုင်ဖို့ပါဝမ်းနည်းစရာကောင်းတာကတခြားစွမ်းအားရှင်တွေမရှိတော့ပါဘူးသူတို့အားလုံးတည်ဆုံသွားကြပါပြီသူ့ရဲ့မတည်ငြိမ်တဲ့စိတ်ခံစားမှုတွေရဲ့တွန်းအားကြောင့် Megawatt ဟာ Dr. Faber နဲ့ Ogden နှစ်ယောက်စလုံးကိုအဲ့ဒီနေရာမှာတင်တပ်ပစ်လိုက်တယ်ပြီးတော့ဂိုင်းဟာခြံဝင်းတစ်ခုလုံးကိုမီးရှို့လိုက်ပြီးသူ့ဒေသနာတွေကိုပြာကျသွားစေကအဆောက်အအုံကိုဖျက်ဆီးပစ်လိုက်တယ်သူတို့မသိခဲ့တာက Dr. Faber ဖန်တီးထားတဲ့ဖြည့်ဆည်းပလင်းကို Ben ကယူသွားပြီးပြီဆိုတာပါပဲ Cat ရဲ့တစ္ဆာဖောက်မှုကြောင့်စိတ်ပိုင်းဆိုင်ရာပြိုလဲသွားတဲ့ Ben ဟာဒေသခံအရက်ဘားတစ်ခုစီသွားပြီးဝမ်းနည်းမှုတွေကိုအရက်နဲ့မေးဖြောက်ဖို့စူးစမ်းနေချိန်မှာအတင်းကျပ်ခွဲစိတ်ခံထားရတဲ့သူ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းပြန်လည်ကောင်းမွန်လာခဲ့တယ်သူဘာမှမလုပ်နိုင်ချိန်မှာ Silvermane ရဲ့အဖွဲ့ဟာမြို့တော်ဝင် Morris ရဲ့ရွေးကောက်ပွဲပြန်ဝင်မဲ့မဲဆွယ်ပွဲကိုအကြီးအကျယ်တိုက်ခိုက်ခဲ့တယ်လူမိုက်တွေဟာမြို့တော်ဝင်ရဲ့ဖွက်ထားတဲ့မဲဆွယ်ရန်ပုံငွေတွေကိုလူယူပြီးအဲ့ဒီအစား Silvermane သဘောကျတဲ့ကိုယ်စားလှယ်လောင်းကိုမဲပေးကြဖို့လူထုကိုညွှန်ကြားရင်း New York လမ်းမတွေပေါ်မှာအဲ့ဒီငွေတွေကိုကျဲချခဲ့ကြတယ်။ဘားတွေကဖောက်တဲ့တချို့ဟာအဲ့ဒီခိုးလာတဲ့ငွေတွေကိုလိုက်ကြွားနေကြပြီး
Gunwin the spider ဘယ်ရောက်နေလဲလူမိုက်တွေကိုလမ်းတွေပေါ်မှာဒီလိုထင်တိုင်းကျဲခွင့်သူဘယ်လိုများပေးထားနိုင်ရတာလဲလို့အတန်ထွက်ပြီးမေးခွန်းထုတ်လာကြတယ်လူတချို့ကအဲ့ဒီသူရဲကောင်းကိုစော်ကားပြီးလိန်လေလှဲ့စားသူလို့ခေါ်လာတဲ့အခါပြင်းပြင်းထန်ထန်ပြိုလဲနေတဲ့ Ben ဟာလုံးဝဒေါသပေါက်ကွဲသွားပြီးသူတို့ကိုထိုးချိတ်ပစ်လိုက်တယ်Robbie ကဘာအပြက်စီးတွေကြားမှာသူ့ကိုရှာတွေ့ခဲ့ပြီး Ben ဟာသူ့စွမ်းအားတွေကိုဖျောက်ဖျက်ပစ်ပြီးသူ့တာဝန်တွေကိုထာဝရမေ့ပစ်ဖို့ဖြည့်စည်းကိုကိုယ်တိုင်တောက်မဲ့ဆဲဆဲမှာတွေ့ခဲ့တယ်ဒါပေမဲ့ Robbie ကသူ့ကိုသတိဝင်သွားအောင်အလေးနဲ့ပြောပြခဲ့တယ်။ Ben ရဲ့တည်ငြိမ်တဲ့မျိုးရိုးဗီဇပြောင်းလဲမှုဟာသူချက်ချင်းတိတ်ဆုံးနိုင်တဲ့အန္တရာယ်မရှိဘူးဆိုတာကိုပြသနေကြောင်းသူကအကြောင်းပြခဲ့တယ်။တကယ်တော့ Flint နဲ့ Lonnie လိုစစ်မှုထမ်းဟောင်းတွေဟာအတွင်းကနေလောင်ကျွမ်းတွေကသူ့ထက်တောင်အဲ့ဒီဖြည့်စည်းကိုပိုလိုအပ်နေတယ်လို့ဆက်ပြောခဲ့တယ်။ Ruby တိတ်ဆုံးပြီးကလေးကသူဟာခါးတိမှုနဲ့တကူကောင်းဆန်မှုတွေထဲမှာနစ်မြုပ်နေခဲ့တယ်လို့ထောက်ပြပြီး Robbie ဟာ Ben ရဲ့ပိုဆိုးလာတဲ့အဆိုးမြင်ဝါဒကိုထိတ်တိုက်ရင်ဆိုင်ခဲ့တယ်။ဒါပေမဲ့တကယ် The Spider သာဆိုရင်ဒီလူတွေဘယ်ဘက်မှာပါနေပါစေကဲတင်အောင်ပါပဲလို့သူကဆက်ပြောခဲ့Robbie ရဲ့စကားတွေကြောင့်ခွန်အားတစ်တွေပြန်ရလာတဲ့ Ben ဟာအလုပ်ပြန်စခဲ့တယ်။သူကအဲ့ဒီဖြည့်စည်းကိုဂရုတစိုက်ထုတ်ယူပြီးဆေးထိုးအပ်အများကြီးတွေကိုခွဲထည့်လိုက်တယ်။သူတို့ရဲ့ပထမဆုံးပြစ်မှတ်ကတော့လောဆယ်အဓိကအရက်တည်ယူပို့ဆောင်မှုကိုဂိုင်းကနေဝင်စီးနေတဲ့ခေါင်းဆောင် Lonnie ပါပဲ။ Robbie ဟာစစ်မှုထမ်းဟောင်းအချင်းချင်း Lonnie ကိုဖျောင်းဖျဖို့ကြိုးစားခဲ့ပေမဲ့ Lonnie ကနားထောင်ဖို့ညှင်းဆန်ခဲ့တယ်။ The Spider ဟာတိုက်ပွဲထဲဝင်လာပြီးသူ့ကိုဖြည့်စည်းထိုးဖို့ကြိုးစားခဲ့ပေမဲ့Tombstone ရဲ့မာကျော်တဲ့မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်တန်ဆေးထိုးအပ်ဟာထိုးလိုက်တာနဲ့လိန်ကောက်သွားခဲ့တယ်။ Dr. Faber ရဲ့ခွဲစိတ်မှုကြောင့်ရုပ်ပိုင်းဆိုင်ရာအားနည်းနေသေးတဲ့ The Spider ဟာအသေးအလဲရိုက်နှက်ခံလိုက်ရတယ်။ Lonnie ကသူ့ကိုချိန်မုံတော့မဲ့အချိန်မှာပဲ Robbie ဟာမထင်မှတ်ထားတဲ့အချိန်မှာဝင်လာပြီးအပိုဆေးထိုးအပ်ကိုသူ့မျက်လုံးထဲတိုက်ရိုက်ထိုးသွင်းလိုက်တယ်။ဆေးကချက်ချင်းတုံ့ပြန်သွားပြီးမျိုးရိုးဗီဇပြောင်းလဲမှုကိုဖယ်ရှားက Lonnie ကိုတာမန်လူသားဘဝပြန်ရောက်သွားစေခဲ့တယ်။အခုအားနေသွားပြီဖြစ်တဲ့စစ်မှုထမ်းဟောင်းကိုဖမ်းဖို့ရဲတွေဝင်လာချိန်မှာ Robbie က Ben ကိုအဲ့ဒီကနေခေါ်ထုတ်သွားပြီးပြန်လဲသက်သာလာဖို့သူ့တိုက်ခန်းကိုပြန်ခေါ်သွားနိုင်ခဲ့တယ်။စိတ်ခံတရားကကောက်ကွေးနေတဲ့ဆေးထိုးအပ်ကိုနောက်တော့ Silvermane ရဲ့ကင်းထောက်တွေကပြန်ရှာတွေ့သွားပြီးဂိုင်းကောင်းဆောင်စီတိုက်ရိုက်ပို့ပေးခဲ့တယ်။အဲ့ဒီချိန်မှာပဲ The Spider စီမှာမျိုးရိုးဗီဇပြောင်းလဲမှုတွေအတွက်ကုသဆေးရှိနေတယ်ဆိုတာကိုမြို့တော်ဝန် Morris သိသွားခဲ့တယ်။ Ben ဟာအဲ့ဒီသူရဲကောင်းနဲ့တနည်းနည်းဆက်ဆက်နေရမယ်ဆိုတာကိုသဘောပေါက်သွားတဲ့အတွက်နိုင်ငံရေးရန်တရားရောဂိုင်းကပါ Ben ကိုစတင်ရှာဖွေပါတော့တယ်။ Silvermane ရဲ့လူတွေဟာ Ben ရဲ့ရုံးခန်းကိုစောင့်ကြည့်နေကြပြီးဘာမှမသိတဲ့ Janet က Ben အနားယူနေတဲ့ Robbie ရဲ့လုံခြုံတဲ့အိမ်စီကိုသူတို့ကိုမတော်တဆခေါ်လာသလိုဖြစ်သွားခဲ့တယ်။ The Spider ကိုဖြည့်စည်းတချို့ပေးဖို့အဆိုပြုချက်တစ်ခုနဲ့အတူ Cat က Janet ကတဆင့် Ben စီကိုဆက်သွယ်လာခဲ့ပြီးအဲ့ဒီ series ကို Megawatt နဲ့ Flint နှစ်ယောက်စလုံးကိုသူမကိုယ်တိုင်ထိုးပေးမှာပါ။ Ben ကလည်းဒီအခွင့်အရေးကိုသုံးပြီးဆေးထိုးအပ်တွေကိုသူမစီပေးဖို့ဆုံးဖြတ်လိုက်တယ်။ Robbie ဟာဆေးထိုးအပ်တွေကို Ben ရဲ့ကုတ်အင်ဂျီအိတ်ကတ်ထဲကိုလျှို့ဝှက်ထည့်ပေးလိုက်ပေမဲ့လူမိုက်တွေကသူ့ကိုအဲ့ဒီအင်ဂျီယူခွင့်မပေးခဲ့ပါဘူး။ Silvermane က Ben ကိုထိုင်ကုန်မှာအတင်းထိုင်ခိုင်းပြီး The Spider ကိုဖုန်းဆက်ဖို့တောင်းဆိုခဲ့တယ်။ Ben ကပတ်စံတောင်းပြီးအချိန်ဆွဲခဲ့ပေမဲ့နောက်ဆုံးမှာတော့ Robbie ရဲ့နံပါတ်ကိုခေါ်ရုံကလွယ်လို့ရွေးချယ်စရာမရှိတော့ဘူး။ Robbie ကဖုန်းကင်ပြီးသူ့အတန်ကို The Spider ရဲ့အတန်လိုပြောင်မြောက်စွာပြောင်းလဲကကလပ်မှာချက်ချင်းတွေးဖို့သဘောတူလိုက်တယ်။သူတို့စောင့်နေချိန်မှာ Ben ရဲ့မျက်နှာကိုတနေရာကနေမှတ်မိနေတယ်လို့ပြောနေခဲ့တဲ့ Megawatt ဟာ Ben ဟာဂျာမနီမှာသူတို့ကိုလွတ်မြောက်အောင်လုပ်ပေးခဲ့တဲ့စစ်သားဆိုတာကိုရုတ်တရက်မှတ်မိသွားတယ်။ Silvermane ကအကြောင်းအရာတွေကိုချက်ချင်းဆက်ကြည့်လိုက်တယ်။လွန်ခဲ့တဲ့15နှစ်ကလျှို့ဝှက်မျိုးရိုးဗီဇတခွဲခန်းထဲမှာအရက်သားတယောက်ရှိနေခဲ့ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့သူတွေးလိုက်ပြီးသူ့မှာလည်းထူးခြားတဲ့စွမ်းအားတစ်ခုခုရှိရမယ်လို့ကောက်ချက်ချက Ben ဟာ The Spider ဖြစ်ရမယ်လို့သူဆုံးဖြတ်လိုက်တယ်။ Ben ကအဲ့ဒီဆွဆွဲချက်ကိုပြက်ပြက်သားသားညှင်းဆန်လိုက်တဲ့အခါ Silvermane က Cat ကိုတတ်ဖို့ကြိုးစားခဲ့ပြီးဘာလို့လဲဆိုတော့ Ben ဟာတကယ်သာ The Spider ဆိုရင်သူ့ရဲ့မွေးရပါသူရဲကောင်းစိတ်ဓာတ်ကသူမကိုကယ်တင်ဖို့အတင်းအကျပ်တွန်းအားပေးလိုက်မယ်ဆိုတာကိုသူသိနေလို့ပါဒါပေမဲ့ Ben ကကယ်ခြင်းရင်အောင်သူ့သွေးထဲမှာကြံနေသေးတဲ့မေးစေးတွေကသူ့ရဲ့ပင့်ကူမြင်ထုတ်လုပ်နိုင်စွမ်းကိုလုံးဝရပ်တန့်ထားလို့သူမကယ်နိုင်ခဲ့ပါဘူးအချိန်ကိုက်မှာပဲ Robbie ဟာသူတို့ကိုလမ်းလွှဲဖို့အတွက် The Spider ရဲ့ကုတ်အင်ဂျီနဲ့မျက်နှာဖုံးကိုအပြည့်စုံဝစ်ဆင်ပြီးအစည်းအဝေးကိုဝင်ရောက်နှောက်ယှက်ခဲ့တယ်အဲ့ဒီအာယုံလွှဲမှုဟာခဏတာပဲခံပါတယ်ဖြည့်စေးတွေနဲ့အတူအဆောင်တွေကအပြင်မှာတားဆီးခဲ့ပြီး Megawatt ဟာချက်ချင်းပဲ The Spider အတုကိုဆေးထိုးလိုက်ပြီးမျက်နှာဖုံးကိုဆွဲခွာလိုက်တဲ့အခါ Robbie ဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူတငယ်ချင်းတွေအန်ဒီရဲ့ကြုံနေရတာကိုမြင်လိုက်ရတဲ့အခါထွက်လာတဲ့ Adrenaline က Ben ရဲ့ကိုရင်းကမေဈေးတွေကိုဖယ်ရှားပေးလိုက်တယ်။သူ့ရဲ့ပင့်ကူစွမ်းရည်တွေချက်ချင်းပြန်လည်နိုးကြလာပြီးအကြီးအကျယ်တိုက်ပွဲကြီးဖြစ်ပွားပါတော့တယ်။အခန်းထဲမှာအကြမ်းဖက်မှုတွေကြီးစိုးလာတဲ့အခါနှစ်ပေါင်းများစွာခန်းစားခဲ့ရတဲ့စိတ်ဒဏ်ရာနဲ့ဒေါသတွေရဲ့တွန်းအားကြောင့် Silvermane ဟာစံအိမ်ရဲ့အတွင်းပိုင်းစီကိုဆုတ်ခွာသွားခဲ့တယ်။ Cat ဟာသူ့ကိုလိုက်ရှာဖို့တိုက်ပွဲတွေကနေခွဲထွက်သွားခဲ့တယ်။အစောပိုင်းမှာ Ben ရဲ့အထောက်ထားကိုကာကွယ်ဖို့အသေးအတန်စူးစမ်းရင်သူ့အပေါ်လှုပ်ကြံမှုတိုင်းအတွက်သူမမှာတာဝန်ရှိတယ်လို့သူမ Silvermane ကိုဝန်ခံခဲ့ပါတယ်။သူမဟာအဲ့ဒီဂိုင်းကောင်းဆောင်ကိုသူ့ရဲ့ကိုယ်ပိုင်မှန်စုဖလားခန်းထဲမှာထောင်းကျက်လိုက်ပြီးသူမရဲ့တနက်ကိုစနစ်တကျပစ်ခတ်ကာမှန်နရံတွေကိုတစ်ခုပြီးတစ်ခုခွဲပစ်ရင်သူမရဲ့စိစက်ထားသူ Thomas အသက်ခံရမှုအတွက်သူ့ကိုထိတ်တိုက်ရင်ဆိုင်ခဲ့တယ်
Silverman ကတော့လုံးဝနောင်တမရပဲတာမန်သွားဆရာဝန်တယောက်ထက်အများကြီးပိုကောင်းတဲ့လူဒန်းစားမျိုးနဲ့သူမထိုက်တန်တယ်လို့ခက်အေးပဲပြန်ပြောခဲ့တယ်။ Cat ကတနက်မောင်းကိုဆွဲလိုက်ပြီးသူ့ရင်ဘတ်ကိုတက်တက်ပစ်လိုက်တဲ့အတွက်သေရန်စစ်စစ်ဂိုင်းကောင်းဆောင်ဟာဖောက်ပြန်နေတဲ့ချစ်တစ်ခုရဲ့ပြရုပ်အဖြစ်သူ့အသက်ကိုအဆုံးသတ်ပေးသူဟာသူမဖြစ်နေတဲ့အတွက်ထူးဆန်းစွာကျေနပ်သွားခဲ့တယ်။ Silverman တည်သွားတော့ The Spider ဟာ Flint နဲ့ Megawatt တို့နဲ့သာရင်ဆိုင်ရပါတော့တယ်။ Flint ကဖြေဆေးကိုလက်မခံဘူးဆိုတာကဒီအချိန်မှာတိတ်တော့အဓိပ္ပာယ်မရှိလာပါဘူး။ဘာလို့လဲဆိုတော့အစကတည်းကသူ့ရဲ့ရည်ရွယ်ချက်တစ်ခုလုံးဟာကုသခံရတဲ့အထိအသက်ရှင်ဖို့ပဲဖြစ်လို့ပါ။ဒါပေမဲ့ Cat ဟာတကယ်မဟုတ်ဘဲနဲ့ဘန်နဲ့တွဲနေတယ်လို့ထင်ပြီးအသေးကွဲတာနဲ့သဝန်တိုတာတွေကသူ့ကိုလုံးဝပျက်စီးဖို့တွန်းပို့ခဲ့တယ်။အဲဒီအားကြီးတဲ့နှစ်ယောက်ဟာအသက်ကြီးပြီးဒဏ်ရာရနေတဲ့ The Spider ကိုအပြတ်အသက်အနိုင်ယူပြီးသူ့ကိုလမ်းတစ်ဖက်ကိုလွှင့်ပစ်လိုက်တယ်။ Cat ပြန်ရောက်လာပြီး Megawatt ကိုပစ်လိုက်တဲ့အခါမှာတော့အခြေအနေတွေကနောက်ဆုံးမှပြောင်းလဲသွားခဲ့ပြီး Megawatt ဟာလျှက်စစ်စွမ်းအင်နဲ့သူမကိုတဲ့တဲ့ချက်ချင်းပြန်လဲတိုက်ခိုက်ခဲ့တယ်။သူကောင်မလေးထိခိုက်သွားတာကိုမြင်လိုက်ရတဲ့အခါ Flint ဟာဒေါသတွေပြေးသွားခဲ့တယ်။ Flint ဟာသူ့ရဲ့မဟာမိတ်ကိုပြန်လှည့်ပြီးသူ့ရဲ့သဲလက်သီးတွေနဲ့ Megawatt ကိုပြင်းပြင်းထန်ထန်ထိုးကျိတ်ခဲ့ပေမဲ့ Megawatt ရဲ့ကြီးမားလာတဲ့စွမ်းအားကသဲတွေကိုဖောက်ထွက်သွားပြီး Flint ကိုဒူးထောက်သွားစေခဲ့တယ်။အဲ့ဒီအာယုံလွှဲမှုကိုအသုံးချပြီး The Spider ဟာသူ့ရဲ့လက်ကျန်ခွန်အားတွေကိုစူးစီးကအဲ့ဒီလျှက်စစ်စွမ်းအားရှင်ကိုအရှိန်နဲ့လာနေတဲ့မြေအောက်ရထားလမ်းကြောင်းပေါ်တက်တက်ပစ်ချလိုက်တဲ့အတွက်အနေရဟာထာဝရအဆုံးသတ်သွားပါတော့တယ်။အရာအလုံးငြိမ်သက်သွားတဲ့အခါ Dr. Faber ရဲ့ဖြည့်ဆည်းတပလင်းထဲသာအကောင်းတိုင်းကြန့်ရှိနေပါတော့တယ်။ Ben ကအဲ့ဒီနောက်ဆုံးဆေးထိုးအပ်ကိုသူ့ကိုယ်သူထိုးပြီးသူ့စွမ်းအားတွေကိုထာဝရဖျောက်ဖျက်ပစ်ဖို့မူလကရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့တေအန်ဆဲဆဲဖြစ်နေတဲ့ Flint ကိုငုံကြည့်ပြီး Ben ဟာအဲ့ဒါကို Cat စီပေးလိုက်ရာ Cat ကအဲ့ဒါကိုသုံးပြီး Flint ကိုကယ်တင်ခဲ့တယ်။ဂိုင်းကြီးပြိုကွဲသွားတဲ့အခါ Flint နဲ့ Cat တို့ဟာဂိုင်းရဲ့အရေးအောက်ကနေဝေးရမှာဘဝသစ်စတင်ဖို့နယူးယောက်ကနေအတူတူထွက်ခွာသွားကြတယ်။ Ben ဟာပုဂ္ဂလိကစုံတောက်တစ်ယောက်အနေနဲ့သူ့ရဲ့နေ့စဉ်ဘဝကိုပြန်ရောက်သွားခဲ့တယ်။ဒါပေမဲ့အဆင့်မြင့်တင်မှုအနည်းငယ်လုပ်ခဲ့ပြီးနောက်ဆုံးတော့ Janet ကိုသူမရဲ့ကိုယ်ပိုင်ရုံးခန်းတစ်ခုပေးနိုင်ခဲ့တယ်။မြို့တော်ဝင် Morris ဟာနောက်ဆုံးမှရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့ပြီးမြို့ရဲ့အငင်းပွားစရာမရှိတဲ့ခေါင်းဆောင်အဖြစ်ဒုတိယသက်တမ်းကိုရရှိသွားခဲ့တယ်။ Daily Bugle ကအကျင့်ပြတ်ခြစားမှုတွေစနစ်ပိုင်းဆိုင်ရာကြာရှုံးမှုတွေနဲ့ editor ပိုင်းဆိုင်ရာချဲ့လည်မှုတွေကိုယွန်ရှာသွားRobbie ဟာတရားဝင်အလုပ်ထွက်လိုက်ပြီးကိုပိုင်လွတ်လပ်တဲ့အောက်ခြေသတင်းဌာနတစ်ခုကိုတည်ထောင်ခဲ့ကပြောင်းလဲနေတဲ့ New York မြို့လမ်းမတွေရဲ့အမှန်တရားတွေကိုဖော်ပြဖို့ခိုင်မာစွာဆုံးဖြတ်လိုက်ပါတော့တယ်